ဤတရားတိတ်ခွေသည်မှတ်246မြင်းဆောင်8စိတ်ကမ်းသာလမ်းနေဥဝင်းမြင့်ဒေါ်တန်းမြင့်နှင့်ဥခေမောင်တန်းဒေါက်တာဒေါ်ဆန်းရွှေမိသားစုတို့၏နေအိမ်၌ဆရာတော်ဦးစောတိကကြွားရောက်ဟောကြားတော်အပ်သောတရားတော်တော့အခုဒကာကြီးတွေဒကမာကြီးတွေမှာအလုပ်အင်တန်များကြတယ်စီးပွားရေးတွေအလုပ်တွေကလည်းပဲအရင်နဲ့မတူဘူးအများကြီးပိုလုပ်ကြရတယ်တော့ခေတ်အခါကာလကအရင်လိုအေးအေးဆေးဆေးပုံမှန်နေလို့ရတဲ့ခေတ်အခါကာလမဟုတ်တော့ဘူးအရင်ထက်အများကြီးပိုလို့ရတော့အများကြီးစိတ်လည်းပိုပင်ပန်းနေအဲ့ဒါလို့စိတ်ပင်ပန်းတာကိုတနည်းနည်းနဲ့တက်တာအောင်မလုပ်နိုင်လို့ရှိရင်ကြာရင်အဲ့ဒီစိတ်ပင်ပန်းတဲ့အတွက်ကြောင့်ကိုပဲခန္ဓာကိုယ်မှာလည်းပဲကျန်းမာရေးချွတ်တဲ့ဒါလိုပါလို့ဖြစ်လာသလိုစိတ်မှာလည်းပဲကျန်းမာရေးချွတ်တဲ့မှုတို့ပါလို့ဖြစ်သွားနိုင်တယ်နော်စိတ်ပင်ပန်းလုံးပြီးတော့ nervous breakdown ဖြစ်တယ်ဆိုတာမျိုးတွေဟာကြားဘူးမှာပဲတော့တဏှိတာအတွင်းမှာသွားလာလောက်ခံနေကြတာမှာခုစိတ်နဲ့မတည့်တာတွေအလိုမကျတာတွေအစင်မပြေတာတွေဆိုတာအများကြီးပဲတွေ့ရကြရပါတယ်လူလောကမှာလှုပ်ရှားသွားလာနေတာမှာအစင်မပြေတာမတွေ့အောင်ကတော့နေလို့ကိုမရပါဘူးလောကရဲ့သဘာဝကိုကအစင်မပြေတာအများတန်းရှိနေတာပဲတော့လောကကြီးကကိုယ်စိတ်တိုင်းကြဘယ်တော့မှဖြစ်မှာမဟုတ်ဘူးအဲ့လိုစိတ်တိုင်းကြမဖြစ်တာကိုပဲကိုကမနေတတ်လို့ရှိရင်အများကြီးစိတ်ပင်ပန်းမယ်စိတ်ဆင်းရဲမယ်အဲ့တော့နေတတ်ဖို့ပဲလိုတယ်ပြင်ပလောကကြီးကိုလိုလိုဖြစ်အောင်ပြောင်းလဲယူလို့မရနိုင်ပါဘူးအမှန်တန်ကြိုးစားရင်နည်းနည်းတော့များရမလားတော့မပြောတတ်ဘူးဒါတော့မှတိတ်မပြောနိုင်တိုးတော့ကိုယ်စိတ်ကိုကိုသိပြီးတော့တတိလေးနဲ့ညာရင်းနဲ့ကြည့်ပြီးတော့ပြုပြင်နိုင်မယ်ဆိုရင်တော့တဖြည်းဖြည်းစိတ်တည်ငြိမ်မှုအေးချမ်းမှုရင်းကျက်မှုဟာပို့ပြီးတော့ရလာနိုင်မှာအမှန်ပဲအဲ့တော့ဘဝရဲ့အရေးသွေးနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်ပစ္စည်းဥစ္စာပြည့်စုံတာစားဝတ်နေရေးပြည့်စုံတာလည်းပဲဘဝရဲ့အရေးသွေးတနည်းအားဖြင့်မြင်မှားတာပဲပစ္စည်းဥစ္စာအင်မတန်ချုပ်တဲ့နေတဲ့လူစားဝတ်နေရေးအင်မတန်ချုပ်တဲ့နေတဲ့လူဟာစားဖို့တောင်းမှအနိုင်နိုင်ဖြစ်လို့ရှိရင်အာဟာရချုပ်တဲ့လူကျန်းမာရေးလက်ထိခိုက်မှာပဲစားဝတ်နေရေးချုပ်တဲ့လူလည်းပဲသူ့မှာစိတ်ဆင်းရဲမှုဆိုတာဖြစ်ဥမှာပဲအဲ့တော့စားဝတ်နေရေးချုပ်တဲ့လို့ရှိရင်ကျန်းတဲ့ကျန်းမာရေးတို့လူရည်တိုင်းရေးကုသိုလ်ရေးလူမှုရေးပညာရေးအပါဝင်အဆက်ဆက်ရာချိုးတက်လာနေတာပဲဒါကြောင့်စာဝတ်နေရေးဆိုတာအရေးတော့ကြီးပါတယ်သို့တော့စာဝတ်နေတစ်ခုတည်းပြည့်စုံရုံနဲ့ဘဝရဲ့အရေးသွေးဟာပြည့်စုံပြီလို့မပြောနိုင်ဘူးကျန်းမာရေးလည်းကောင်းအောင်မှစိတ်လည်းချမ်းသာမှုရှိအောင်မှမိသားစုနဲ့လည်းပဲတိုက်တိုက်ဝုန်းဝုန်းပျော်ပျော်ရွှင်ရွှင်လည်းပဲနေဖို့ရအချိန်ရှိအောင်မှအဲ့လိုအဖက်ဘက်ကပြည့်စုံမှလားဘဝရဲ့ quality ဘဝရဲ့အရေးသွေးဟာမြင့်မားတယ်လို့ပြောနိုင်တယ်ပတ်စံတစ်ခုတည်းချမ်းသာရုံနဲ့ life ရဲ့ quality ဘဝရဲ့အရေးသွေးဟာပြည့်စုံပြီလို့မပြောနိုင်ပါဘူးဒါကြောင့်ကိုယ့်ဘဝနဲ့ပတ်သက်ပြီးတော့စဉ်းစားကြတဲ့အခါမှာတစ်ဖက်စောင်းနေမဖြစ်အောင်စဉ်းစားတတ်ဖို့အင်တန်ရေးကြည့်ပါတယ်တချို့လူတွေကအလုပ်ကိုအင်တန်ကြိုးစားတယ်အလုပ်ကတော့အင်တန်အဆင်ပြေပါတယ်အများကြီးတိုးတက်ပါတယ်ဒါပေမဲ့ကြံတဲ့ဘက်ကအကုန်လုံးဆိုရသွားတယ်ပြီးတဲ့ဒကာကြီးတယောက်စီးပွားရေးအများကြီးလုပ်ပါတယ်စီးပွားရေးအဆင်ပြေလုံးလို့လုပ်ငန်းတွေကိုသူအများကြီးတိုးချဲ့ရတယ်တိုးချဲ့ရလုံးတဲ့ခါကျတော့မွန်းလင်းကမိုးချုပ်ထိအောင်လုပ်ရတယ်မနဲ့လင်းနေတဲ့တပြည့်နဲ့သူအိမ်ကနေထွက်သွားပြီနေ့လည်းနေခင်းလည်းအိမ်ပြန်ပြီးထမင်းမစားနိုင်ဘူးအပြင်မှာပဲစားတယ်မိုးချုပ်မှ9နိုင်လောက်မှအိမ်ပြန်လာလေးရှိတယ်အိမ်ရောက်လာရင်တနေ့ကုန်အလုပ်လုပ်ရတာပင်ပန်းလုံးလို့ဘာမှမလုပ်နိုင်တော့ချက်ချင်းအိပ်ရတဲ့သွားပြီးအိပ်တော့တာတရင်တို့မှ9နိုင်လောက်ကြာမှထပြီးတော့ထမင်းစားတယ်ထမင်းစားပြီးရင်ဘာလုပ်လဲဆိုတော့တနေ့ကုန်လုပ်ငန်းတွေကနေရလာတဲ့ပါလာတဲ့စည်ရင်းတွေဖြတ်ပိုင်းတွေကိုအဲ့ဒါည7 နာရီ7 နာရီအထိစည်ရင်းထိုင်လုပ်ရတယ်အဲ့လိုလုပ်ပြီးမှတခါမနေ့စောကြီး9နိုင်လောက်ထပြီးတော့မြန်မြန်အလုပ်ကိုသွားတာလေအိမ်ကမိသားစုနဲ့စကားပြောဖို့ချိန်သူ့သားသမီးနဲ့စကားပြောဖို့အချိန်သူ့မှာမရှိဘူးအဲ့လိုမရှိတော့သားသမီးတွေကရောသူ့အိမ်ကအိမ်သူဇနီးကရောနည်းနည်းစိတ်မချမ်းသာဖြစ်တာပေါ့နော်ရိုးရိုးလေးပြောရမယ်ဆိုရင်တော့
အေးစစ်စစ်ပြောဖို့ဆိုဖို့ရအချိန်မှမရဘူးမေတ္တာကိုမရတယ်လို့ဖြစ်သွားတယ်နော်မေတ္တာငတ်တယ်လို့ဖြစ်တယ်တာသမီတွေကလည်းမေတ္တာကငတ်တယ်သူအိမ်သူဇနီးကလည်းပဲမေတ္တာငတ်တယ်သူထမင်းဆိုင်တောင်တယောက်တည်းစားရတာပဲတဲ့နော်သူခင်ပွန်းပြန်လာတဲ့ထီအောင်သူမစောင့်နိုင်တော့ဘူးအဲ့ဒါလို့မိသားစုနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာမှုတာယာမှုပျော်ရွှင်မှုမရှိတော့ဘူးအဲ့တော့တဲ့ပြောရရင်တော့သူဇနီးကအဲ့ဒီအကြောင်းကိုပြောပြီးတော့ငိုတာပဲပတ်စံနေတော့အများကြီးရှိပါတယ်တဲ့အလုပ်တွေကတော့အများအဆင်ပြေပါတယ်တဲ့ဒါပေမဲ့သူ့စိတ်ထဲမှာစိတ်ချမ်းသာမှုမရှိပါဘူးအဲ့တော့ကိုယ့်ဘဝကိုစဉ်းစားတဲ့အခါမှာအဲ့ဒါလို့တစ်ဖက်ဆောင်းနေမဖြစ်အောင်အများကြီးတတိထားဖို့လိုလိမ့်မယ်အဲ့တော့အခုခေတ်ကအမျိုးမျိုးအပြောင်းလဲတွေဖြစ်နေတယ်အပြောင်းလဲတွေကအမြဲများလို့လူတွေဟာတစ်ခါတလေရှေ့ကိုဘာဖြစ်မလဲဆိုတာကိုမသိဘဲနဲ့စိတ်ပူပြီးတော့ပင်ပန်းကြအဲ့ဒါလေးကိုနည်းနည်းလေးပြောကြည့်ကြWe have to condition ourselves to chaos ဆိုတဲ့အင်္ဂလိပ်စကားလုံးဟာစီမဲ့ကမ်းမဲ့ဗျမ်းမတာဖြစ်သွားတာကို chaos လို့ခေါ်တယ် Conditions are going to be changing at a faster pace in the future အနာဂတ်ကာလမှာအခြေအနေတွေဟာပိုပြီးတော့လင်းလင်းမြန်မြန်ပြောင်းလဲသွားလိမ့်မယ်အခုဗမာပြည်မှာ5နှစ်အတွင်းမှာဘလောက်အပြောင်းလဲတွေဖြစ်နေပြီဘလောက်မြန်တယ်လဲစဉ်းစားကြည့်နော်အင်တန်မြန်တဲ့အပြောင်းလဲတွေတချို့ဆိုလိုက်လို့တော့မမီဘူး The pendulum swings are going to be wider pendulum ဆိုတာချိန်သီးကိုပြောတာနော်နိုင်ချိန်သီးကြီးလို့ပဲအဲ့တော့နိုင်ချိန်သီးဟာဟိုဘက်ဒီဘက်ကိုရွေ့နေတာရမ်းနေတာဟာအရင်ကနဲ့မတူတော့ဘူးအရင်ကတည်းပို့ပြီးတော့အဝေးကြီးကို swing ဆိုတာလွှဲတယ်လို့ဖြစ်နေပြီတဲ့အရင်တော့ဒီနားလေးမှာကပ်ပြီးတော့ပဲနည်းနည်းလေးလွှဲတယ်အခုအဝေးကြီးကိုလွှဲတယ်သူကတင်စားပြီးပြောတာနော်အဲ့တော့ဘဝမှာအပြောင်းလဲတွေဟာအများကြီးဖြစ်လာနေတယ် Structures and environments will change structure ဆိုတာကလုပ်ငန်းတစ်ခုမှာအစဉ်စဉ်လုပ်ပုံကိုင်ပုံတွေနော်ဖွဲ့စည်းပုံတွေအမျိုးမျိုးဟာပြောင်းလဲသွားလိမ့်မယ်ပတ်ဝန်းကျင်ကလည်းပြောင်းလဲသွားလိမ့်မယ်ပတ်ဝန်းကျင်အတိုင်းမှာအခုပြောင်းလဲနေတာတွေအများကြီးတွေ့ရတယ်ရန်ကုန်မြို့ကိုတစ်ခေါက်နဲ့တစ်ခေါက်ပြန်လာရင်မတူတာတွေအများကြီးသတိထားမိတယ် Governments and along with them our laws will be swinging from one extreme to the other from election to election အစိုးရအဖွဲ့တွေကလည်းပဲအပြောင်းလဲတွေဖြစ်တတ်တယ်ဥပဒေတွေကလည်းပဲအပြောင်းလဲတွေဖြစ်တတ်တယ်ဒါဟာတစ်ကမ္ဘာလုံးမှာဖြစ်နေတာနော်ဒီကကြီးတို့လေ့လာကြည့်ရင်သိမယ်ဂျပန်နိုင်ငံမှာလည်းဒီလိုပဲဖြစ်တယ်အီတလီနိုင်ငံတို့ဆိုလည်းဒီလိုပဲအစိုးရအဖွဲ့တွေအပြောင်းလဲတွေအများကြီးဖြစ်တယ်ဥပဒေတွေအပြောင်းလဲအများကြီးဖြစ်တယ်အဲ့တော့အဲ့လိုအပြောင်းလဲတွေကြားထဲမှာလူတွေကဘာလို့မှမသိဘူးနဲ့ဖြစ်သွားတတ်တယ်ဒါဟာဒီခေတ်ဒီခါမှာတကဘာလုံးမှာဖြစ်နေတဲ့အခြေအနေပဲအဲကြောင့်ဒီစာအုပ်ကဂျာမနီကရေးလိုက်တဲ့စာအုပ်အင်္ဂလိပ်လိုဘာသာပြန်ထားတာဖတ်ကြည့်လိုက်တော့တကဘာလုံးကိုခြုံပြီးရေးထားတာဖြစ်နေနော်အဲ့တော့သူတို့မြင်ထားတဲ့အချက်လက်ပေါ်မှာအခြေခံပြီးတော့ကိုယ်တိုင်းပြည်ကိုယ်ဘဝထဲမှာဖြစ်နေပုံပြောင်းလဲနေပုံကိုဉာဏ်ကြီးကြီးနဲ့အပေါ်စီးကနေကြည့်တတ်ဖို့လိုတယ်အခုခေတ်ကအပေါ်စီးကကြည့်နိုင်မှပဲနည်းနည်းအဆင်ပြေမယ်နော်အမြင်ကျဲကျဲအပေါ်စီးကနေမြင်နိုင်အောင်ဘဝကိုကြည့်ရမယ် The clarity, security and convenience of a social order that remains stable over long periods of time will no longer exist. ရှင်းတော့ကဘာမဆိုသူ့ဟာနဲ့တူပုံသေးလေးဖြစ်နေတယ်နော်စီကံတကြလေးဖြစ်နေတယ်ရှင်းနေတယ်ဘာမှစိတ်ရှုပ်စရာမရှိဘူးဘယ်ကိစ္စဘယ်လိုလုပ်ရလဲဆိုတာလူတိုင်းလိုပဲသိနေတယ်မေးလိုက်ရင်လည်းဘယ်သူမှမဆိုတိတိကျကျပြောနေတယ်ဒီကိစ္စဒီလိုလုပ်ရတယ်ရှင်းနေတယ်အခုခေတ်မှာဘယ်ကိစ္စဘယ်လိုလုပ်ရလဲဆိုတာမေးရင် तू လည်းသိမသိဘူးကိုလည်းသိမသိဘူးမှန်းပြီးတော့လုပ်နေရတယ်ရမ်းပြီးတော့လုပ်နေရတယ်ဘယ်သူမှမသိကြဘူးနော်အဲ့တော့ security မရှိဘူးနော်စိတ်ချရမှုလုံခြုံမှုဆိုတာမရှိဘူးအင်မတန်စွန့်စားရတယ်မရဲတရဲနဲ့လုပ်နေရတာပဲအဲ့တော့အရင်တုန်းကလိုပုံမှန်အကြာကြီးနေတဲ့အတိုင်းဝိုင်းခေတ်ကာလဆိုတာမရှိတော့ဘူးပြီးသွားပြီကုန်သွားပြီနော် will no longer exist အဲ့ဒီကာလမရှိတော့ဘူးကုန်သွားပြီ The normal state of affairs will be rough seas အဲ့တော့ rough seas ဆိုတာပင်လယ်မှာလိုင်းတဘိုးတွေထနေတာကိုခေါ်တာနော်မုန်တိုင်းထလို့လိုင်းတဘိုးထနေတာအဲ့တော့အခုခေတ်ကာလဆိုတာအပြောင်းလဲအင်တန်မြန်လွန်းလို့လိုင်းထနာနဲ့တူပါတယ်ငင်ငင်တက်တက်ဆိုတာမရှိတော့ဘူးဒါကြောင့်အဲ့ဒါကိုကအခုခေတ်အပါဝင်ရှေ့နောက်ခါကာလမှာဒါဟာဒီတိုင်းပဲသွားတော့မှာပဲရှေ့တုန်းကလို့ဟိုဒကမာကြီးတို့ငယ်တုန်းကလို့ဘာမှတိတ်အပြောင်းလဲလည်းမရှိဘူး
ကိုလို့ဆရာရှိရလေးနေ့စဉ်ပုံမှန်လေးလုပ်ပြီးတော့နေ့စဉ်ကိုအိမ်မှာကိုချက်ပြုတ်စားတော့ပြီးအေးချမ်းချမ်းနေရတဲ့ခင်မျိုးကကုံသွားပြီနောက်ခေတ်လူငယ်တွေရဲ့ဘဝဟာပို့ပြီးတော့လှိုင်းတဘိုးထန်တယ်ပို့ပြီးတော့ကြမ်းတမ်းတယ်ဒါမတိကြိုးကြုံပြုတ်ပြီးတော့ဟန်လုပ်ပြီးတော့မေ့ထားလို့မရဘူးနော်မတိဟန်ဆောင်ပြီးတော့မေ့ပြီးတော့ခလေးဆန်ဆန်လေးနေမယ်ဆိုရင်တကယ်အရေးနဲ့ကြတော့ကြိုတင်ပြင်ဆင်မှုမရှိတဲ့အတွက်ပို့ပြီးတော့ဒုက္ခရောက်နိုင်တယ်နော်အဲ့တော့ကြောက်မနေဖို့အရေးကြီးတယ်ဒါဟုတ်တိချာတိပြီးတော့နားလည်ပြီးတော့ကြိုတင်ပြင်ဆင်ထားဖို့အမှန်အရေးကြီးပါတယ်အဲ့တော့ဒီဘုန်းကြီးဟာပြိဿစုံမိတဲ့အခါပြောတဲ့အခါမှာအမြဲတမ်းလူတွေရဲ့ဘဝအကြောင်းကိုထည့်ပြောလေးရှိတယ်ဘဝကိုအဓိပ္ပာယ်ရှိတန်ဖိုးရှိအနှစ်သာရပြည့်ပြည့်ဘဝငြင်းငြင်းချမ်းချမ်းစိတ်ကျဉ်တတ်မှုလည်းရအောင်ဘယ်လိုနေသွားရမလဲဆိုတာကိုအမြဲတမ်းပြောလေးရှိပါတယ်ဒီလိုပဲအင်မတန်ရှုပ်ထွေးပြီးတော့ဗျာမတာဖြစ်နေတဲ့ခေတ်ကာလကြီးမှာပဲစိတ်ကြည်လင်မှုအေးချမ်းမှုရှိအောင်ဘယ်လိုနေသွားမလဲမသေးကြတဲ့မရေရတဲ့အလုပ်တွေကိုလုပ်နေရင်ကြားကပဲစိုးရိမ်မှုပူပန်မှုတွေနဲအောင်ဘယ်လိုနေသွားကြမလဲဒါဟာနီလန်ရှာမဖြစ်မယ်နော်ခုနပဲဦးမြင့်ပြောတယ်သူ့စိတ်ထဲမှာတောကအင်တများတယ်ဒီလောက်ကြီးတောကများနေနောက်10နှစ်လောက်ကြာရင်ဘယ်နဲ့များနေမလဲအဲ့တော့အလုပ်ကတော့မလုပ်လို့မဖြစ်ဘူးနော်လက်ပိုက်ပြီးတော့ထိုင်နေလို့မဖြစ်ဘူးလုပ်တော့လုပ်ရမှာသို့တော့လုပ်နေရင်လည်းပဲဒီလောက်ကြီးတောကမများအောင်ဘယ်လိုလုပ်မလဲအဲ့ဒါနီလန်ကတော့ရှာကိုရှာမဖြစ်မယ် The ground on which we stand is going to become soft under our feet. ကိုရက်နေတဲ့မြေကြီးဟာအရင်လိုအခိုင်အမာကြီးမဟုတ်တော့ဘူး။ပြော့သွားပြီ။အဲ့တော့ तू ကတင်စားပြီးပြောတာနော်။အရင်တော့ကိုရက်တီရနေဟာခိုင်မာတယ်စိတ်ချရတယ်။ဘာမှလှုပ်เสียမလို့ရွှေ့เสียမလို့တည်ငြိမ်မှုရှိတယ်နော်။အောက်ကခိုင်မာနေတော့ဒီမှာရက်နေလို့ရှိရင်ငြိမ်ငြိမ်လေးရက်လို့ရတယ်။အခုခေတ်ကကိုရက်တီရနေဟာမခိုင်မာဘူး။ပြော့နေတယ်နော်ကိုဘဝကိုကူးလုံနေတဲ့အလုပ်ကိုင်းတွေကိုမှရှိနေတဲ့အခြေအနေတွေဒါတွေဟာအမြဲတမ်းဒီလိုပဲသွားမယ်လို့ဘယ်လို့မှစိတ်ချလို့မရတော့အမြဲတမ်းလှုပ်ရှားနေတယ်ပြောင်းလဲနေတယ်ပြော့နေတယ်အရင်လိုမမာတော့ဘူးနော်တင်စားပြီးပြောတဲ့အဓိပ္ပာယ် Chaos will become the normal state of affairs ကြိုတင်ခံမှန်းလို့မရဘဲနဲ့နော်ပြုံးကနေအခြေအနေတွေပြောင်းသွားတာမျိုးဟာဒါဟာဖြိုးဖြစ်စဉ်ပဲဖြစ်တော့မှာ normal affairs ဆိုတာဖြိုးဖြစ်စဉ်ပဲဖြစ်တော့မှာဒီလိုဖြစ်ရကောင်းလားလို့စိတ်ညစ်နေကြနေတော့နော်စိတ်ညစ်လို့မရတော့ဘူးမထင်တာတွေကအများကြီးဖြစ်တော့မှာ Chaos is the collapse of order order ဆိုတာသူ့စီကံတကြလေးဖြစ်နေတာနော်ပုံမှန်လေးစီကံတကြလေးဖြစ်နေတာကို order လို့ခေါ်တယ်နော် Chaos ဆိုတာကအဲ့ဒီ order collapse ဖြစ်သွားတာ order မရှိတော့တာပုံမှန်လေးဖြစ်တယ်ဆိုတာခုခေတ်မှာမရှိတော့ဘူး Conditions will become less ordered အခြေအနေတွေကပုံမှန်ဖြစ်တာကြာလေနဲလေဖြစ်သွားလိမ့်မယ်ချက်ချင်းပြောင်းသွားလိမ့်မယ် The exact opposite of a given situation will suddenly present itself ကိုလက်ရှိကြုံတွေ့နေရတဲ့အခြေအနေနဲ့ဖြောင်းမြောင်းကြီးစမ်းကျင်နေတဲ့အခြေအနေမျိုးဟာပြုံးကနေဖြစ်ချင်းဖြစ်လာမယ် Changes will come crashing down upon us without any prior warning ကြိုတင်ပြီးတော့တတိပေးတာမရှိဘဲနဲ့အပြောင်းလဲတွေကပြုံးကနေရောက်လာလိမ့်မယ် So we are going to have to learn to preserve our quality of life in situations that are characterized by chaotic events and a lack of continuity အဲ့ဒီလိုပုံမှန်လေးတွားနေတဲ့အခြေအနေမျိုးမရှိတော့တာမျိုးပြုံးကနေချက်ချင်းအပြောင်းလဲတစ်ခုဖြစ်ပေါ်လာတာမျိုးအဲ့လိုအဖြစ်မျိုးကိုကြုံတွေ့နေရတဲ့ခေတ်ကြီးမှာကိုယ့်ဘဝရဲ့အရေးအသွေးကိုယ့်စိတ်ရဲ့ကြည်လင်မှုအေးချမ်းမှုပြည့်မသွားအောင်နော် preserve ဆိုတာဒါကိုထိမ့်သိမ်းထားဖို့နော်ပြည့်မသွားအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုနော် we are going to have to learn ဒါကိုနီလန်းရှာရမယ် have to ဆိုတာမရှာရင်မဖြစ်ဘူးလို့ပြောတာနော် we are going to learn လို့မပြောဘူးနော် we are going to have to learn ဒါမလုပ်ရင်မဖြစ်ဘူးလို့ပြောနေတာနော်အဲ့တော့ဒီလိုမလုပ်ဘဲနဲ့ဒီလိုဖြစ်ချင်တိုင်းဖြစ်နေတဲ့အပြောင်းလဲတွေအမတန်မြန်နေတဲ့ခေတ်ကြီးမှာစိတ်တည်ငြိမ်အောင်အေးချမ်းအောင်တနည်းနဲ့မလုပ်ဘဲနဲ့ဒီတိုင်းသာဆက်သွားမယ်ဆိုရင်ဒီဓာန်ကိုဒီစိတ်ကတာရှည်ခံနိုင်မှာမဟုတ်ဘူးတနည်းတော့ဒီစိတ်ကချုံးကြသွားနိုင်တယ်နော်တဲ့ပြောရင်တော့ nervous breakdown လို့ဘာလို့ဖြစ်နိုင်တယ်
မစင်စားတတ်အောင်မကြံတတ်အောင်ဖြစ်သွားနိုင်တော့တယ်ဖြစ်သွားနိုင်တယ်စိတ်ကြည်လင်မှုအေးချမ်းမှုမရှိဘူးနော်တောကတွေများလာလို့ကိုယ့်ကိုယ်ယုံကြည်မှုမရှိတာမျိုးဖြစ်သွားနိုင်တယ်ဘာလို့အမှန်မသိဘဲနဲ့စိတ်ဓာတ်ကြတာမျိုးဖြစ်သွားနိုင်တယ်အဲ့ဒီလူဟာဘာလို့အမှန်မသိရင် depression ဖြစ်တာပဲဘာလို့အမှန်သိပြီးတော့လုံနေလို့ရှိရင်ပင်မမိမဲ့ depression မဖြစ်ဘူးစိတ်ဓာတ်ကြမှာတော့တော့ကြာရမရဖြစ်ပြီးတော့ငါဘာလို့အမှန်မသိတော့ဘူးဆိုရင်တော့စိတ်ဓာတ်ကကြသွားတယ်အဲ့တော့အဲ့ဒါလို့စိတ်ဓာတ်ကြမှာသွားအောင်ဟာနေ့စဉ်ကိုယ်စိတ်ကိုကြည်လင်မှုအေးချမ်းမှုရှိအောင်အမြဲတမ်းလေ့ကျင့်နေရမှာနေ့စဉ်ဆိုလို့တစ်နေ့တစ်ချိန်လောက်နဲ့တော့မရတော့ဘူးနော်အဲ့တော့မနေ့တစ်ချိန်လောက်သတိပဋ္ဌာန်တရားကိုအထုတ်ဖို့လိုမယ်ထိုင်ပြီးတော့ရနိုင်သေးတယ်ဆိုရင်နေ့လယ်တစ်ချိန်လောက်ထိုင်ပြီးတော့တရားထုတ်ဖို့ညမအိတ်ခင်တစ်ချိန်ထိုင်ပြီးတော့တရားထုတ်ဖို့ဘယ်လောက်ပဲအချိန်ပေးနိုင်ပေါ့နိုင်ဝက်ပေးနိုင်ရင်လည်းပဲမစိုးပါဘူးမိနစ်40 45မိနစ်လောက်ပေးနိုင်ရင်လည်းတော်တော်လေးအကျိုးများပါတယ်တဏှာကြီးလောက်ပေးနိုင်မယ်ဆိုရင်တော့အင်မတန်ကောင်းပါတယ်အဲ့ဒါလို့အချိန်ပေးနိုင်တဲ့အခါမှာတစ်နေ့3ချိန်လောက်ထိုင်ပြီးတော့အေးအေးဆေးဆေးတရားအထုတ်ပြီးတော့ကျန်တဲ့အချိန်တွေမှာလည်းပဲတတိလက်လို့မနေဘဲနဲ့ကိုယ်စိတ်ထဲမှာဖြစ်ပေါ်လာတာတစ်ခုခုကိုသိနေဖို့ကိုယ်ခန္ဓာကိုယ်မှာဖြစ်ပေါ်လာတာထင်ရှားတာတစ်ခုခုကိုသိပြီးတော့နေဖို့ဒါလေးကိုအလေးချင်းလုပ်မှဖြစ်မယ်ခန္ဓာကိုယ်ဆိုတာကသိဖို့ရပို့ပြီးတော့လွယ်ကူပါတယ်ဒါကြောင့်ခန္ဓာကိုယ်မှာထင်ရှားတာကိုရသလောက်တတိကားပေါ်နေဖို့စိတ်ထဲမှာတောကဖြစ်เสียစိတ်ညစ်เสียပူပန်เสียတွေကိုတွေးလာပြီဆိုရင်လည်းပဲအဲ့ဒါကိုမြန်မြန်သိလိုက်ဖို့စိတ်ဆိုတာပူเสียကိုတွေးတဲ့အကျင့်ရှိနေတဲ့လူဟာအဲ့ဒီပူเสียပဲအမြဲတမ်းတွေးနေတာပဲတွေးဖို့မလိုလဲပဲသူကတော့တွေးနေတာပဲအကျင့်ပါနေတာဘယ်အရာဖြစ်ဖြစ်အကျင့်ဆိုတာရှိတယ်အဲ့ဒီအကျင့်ကိုယတိလေးနဲ့ကပ်ပြီးတော့သိလိုက်ဖို့ပထမအဆင့်ချက်ချင်းဖြောက်လို့ကတော့ရချင်မှရယတိနဲ့သိပြီးတော့ပဲသူ့ကိုပထမဖြောက်လိုက်တာသူ့ကိုဖြောက်လိုက်လို့ရှိရင်စိတ်ကနည်းနည်းလေးကြည်လင်အေးချမ်းပြီးတော့စိတ်ထမှဖြစ်ပေါ်နေတဲ့ tension ကရော့သွားလိမ့်မယ်နော်စိတ်ထမှတင်းနေတယ်ကြနေတာတွေကတဖြည်းဖြည်းရော့သွားလိမ့်မယ်အဲ့လိုရော့သွားလို့ရှိရင်နေတာထင်တာရှိသွားလိမ့်မယ်နည်းနည်းစိတ်ကြည်လင်အေးချမ်းမှုရသွားလိမ့်မယ်အဲ့တော့လုံနေတဲ့အခါမှာလည်းပဲဘာလို့ပဲလုံနေအဲ့ဒီအလုပ်ကိုသိပြီးတော့လုပ်ဖို့အခုလမ်းမှာကားနဲ့လာရင်းနဲ့ဒကာကြီးတွေကိုလည်းအလေးချင်းလေးလည်းရအောင်မလုပ်ဘူးသေးရင်လည်းပဲလုပ်ဖို့အောင်ဆိုပြီးတော့ကားမောင်းရင်းနဲ့တတိနဲ့မောင်းဖို့ဆိုတာလေးကိုပြောပြခဲ့တယ်နော်တော့ဒကာကြီးတယောက်ကပြောတာကသူ့မှာတရားထုတ်ဖို့အချိန်မရှိပါဘူးအဲ့ဒီကားမောင်းနေတုန်းမှာပဲရတဲ့လောက်ကိုတတိနဲ့ကပ်ပြီးတော့လုပ်မယ်ဆိုရင်နည်းနည်းတော့ရပါတယ်လက်ကလှုပ်နေတာခြေထောက်ကလှုပ်နေတာသိနေလို့ရတယ်မျက်စိကရှေ့ကိုကြည့်နေတယ်တခါတလေဘေးကိုကြည့်တယ်အဲ့ဒီရှေ့ကိုကြည့်တာဘေးကိုကြည့်တာကိုသိနေလို့ရတယ်အဲ့တော့ဘုရားဟောတော်မှာလည်းပဲဒါတည့်တည့်ရှိတယ်နော်အာလောကိတေဝိလောကိတေတမ္ပဇာနာကာရီဟောတိရှေ့ကိုကြည့်တဲ့အခါဘေးကိုကြည့်တဲ့အခါတတိလေးနဲ့ပြုပါတတိလေးနဲ့ပြုနေရင်လုံနေရင်ဒါဟာတတိပဋ္ဌာန်တရားအထုတ်နေတာနော်အခုလမ်းမှာလာတုန်းဒီမှာရတဲ့လောက်ကလေးနည်းနည်းလေးလုပ်ကြည့်တော့ဘယ်လိုနေတယ်လဲသိနေလို့ရသလားမရဘူးလားရတယ်နော်သိနေလို့ရတယ်နော်အဲ့ဒါအရေးကြီးဆုံးပဲအဲ့တော့တရားထုတ်ဖို့အချိန်မရှိဘူးလို့မပြောဘဲနဲ့ရတဲ့လောက်ကလေးသိပြီးတော့နေပါဒီလိုသိပြီးတော့နေတဲ့အလေးချင်းများလာလို့ရှိရင်တဖြည်းဖြည်းနဲ့သူ့အလိုလိုပဲတရားထုတ်ဖို့အချိန်ကပို့ပြီးတော့ရလာပါလိမ့်မယ်နော်ဒီတရားရဲ့အစွမ်းတတ္တိကသူတို့စမ်းကြည့်သူ့ကိုမလုပ်ပဲနေတဲ့လူမှာလုပ်လို့လည်းမဖြစ်ဘူးလုပ်ဖို့အချိန်လည်းမရှိဘူးရသလောက်ကလေးတတိကပ်ပြီးတော့လုပ်လို့ရှိရင်တဖြည်းဖြည်းနဲ့လုပ်လို့လည်းဖြစ်လာတယ်လုပ်ဖို့အချိန်လည်းပဲရှားတက်လာတယ်ယူတက်လာတယ်တော့အချိန်ကိုရှားတက်ဖို့လိုတာပါပဲတချို့လူတွေကခုနဟိုတကာကြီးလည်းပြောပါတယ်အလုပ်လုပ်လိုက်ရတာကတိတ်မကြပါဘူးဗျာတဲ့10မိနစ်15မိနစ်လောက်ပါပြောလိုက်ရတဲ့ကိစ္စကလောက်ပဲကြာပါနော်ကြံတဲ့အချိန်မှာဒီကိစ္စကိုထပ်ခါတွေးပြောနေတာကပိုးကြတယ်အဲ့ဒါကပိုးပင်ပန်းတယ်နော်တတိနဲ့နေတဲ့လေ့ကျင့်ကိုများလောက်လာလို့ရှိရင်စိတ်ကလေးနဲ့ကြည်လင်အေးချမ်းမှုရှိလာတဲ့အတွက်ကြောင့်ကိစ္စတစ်ခုခုဘယ်လိုလုပ်ရင်ကောင်းမလဲပြောစရာရှိနေပဲဘယ်လိုပြောရင်ကောင်းမလဲဆိုတာကိုအဲ့ဒီစိတ်အေးလေးနဲ့ကြည်လေးနဲ့စဉ်းစားလို့ရှိရင်ပို့ပြီးတော့တင့်တော်တဲ့တဘာဝကြတဲ့မျှတတဲ့အစီအစဉ်လေးတွေ့ပါလိမ့်မယ်ဆိုတော့စိတ်ကြည်လင်အေးချမ်းတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့ရလာတဲ့အဲ့ဒီစိတ်ကူးလေးဟာပို့ပြီးတော့အစဉ်ပြေဖို့များပါတယ်ပြောတဲ့ခါမှာလည်းပဲစိတ်ကလေးကိုတခြားတီးပြီးတော့ကြည်လင်အေးချမ်းချမ်းလေးထားပြီးတော့ပြောပါ
အဲ့လိုပြောလို့ရှိရင်လည်းပဲကိုပြောတဲ့စကားကပို့ပြီးတော့အင်အားပါပါလိမ့်မယ်ပြောပြီးသွားပြီဆိုရင်လည်းပဲကိုကစိတ်ကြည်ကြည်လင်အေးရှင်းနဲ့ပြောလိုက်ရတဲ့အတွက်ကြောင့်သူ့ကိုပြန်ပြီးတော့တအုံနွေးနွေးတွေးပြီးတော့ပူစရာမလိုဘူးပြောနေတုန်းမှာနည်းနည်းဒေါသပါသွားပြီးတော့မပြေမလဲတာတစ်ခုခုဖြစ်သွားလို့ရှိရင်အဲ့ဒါကိုတအုံနွေးနဲ့ပြန်တွေးပြီးတော့ပို့ပြီးတော့စိတ်ပင်ပန်းတယ်ပို့ပြီးတော့ဆင်းရဲတယ်ဆိုတော့သူ့အတွက်ကောကိုယ့်အတွက်ကောနှစ်ဦးစလုံးအတွက်ကိုမျက်မျက်တတထည့်တွင်စဉ်းစားပြီးတော့ပြောဆိုလို့ရှိရင်ဒီကိစ္စကကိုယ့်စိတ်ထဲမှာပူလောင်မှုကိုသိမဖြစ်စေဘူးတစ်ဖက်သမမျှတတဲ့ကိစ္စကိုလုပ်လို့ရှိရင်ပို့ပြီးတော့ပူလောင်နေပို့ပြီးတော့ဆင်းရဲတယ်အဲ့ဒါဟာတကယ်ကိုလုပ်ငန်းကြီးကြီးတွေကိုလုပ်နေတဲ့ဒကာကြီးတွေကိုယ်တိုင်ပဲပြောပြတယ်အရင်တုန်းကတပည့်တော်တို့ဟာအင်မတန်လောဘလည်းကြီးတယ်အင်မတန်လည်းကြောက်ရပါတယ်ဘယ်လိုလုပ်ရတာမှာအင်မတန်ကြောက်တဲ့စိတ်များပါတယ်လုပ်ငန်းကကြီးတော့အစဉ်ပြေရင်လည်းပဲပြည်တယ်လို့အကျိုးအမြတ်များတယ်အစဉ်မပြေရင်လည်းမပြေတယ်လို့ဆုံးရှုံးမှုနဲ့နာမှုကအင်မတန်ကြီးပါတယ်ပထမတော့အဲ့ဒကာကြီးတယောက်ကိုတရားထုတ်ဖို့ပြောတော့သူကတပည့်တော်အလုပ်သိမ့်များတယ်တဲ့တရားထုတ်ဖို့အချိန်မရှိဘူးသူညီရလည်းပဲတရားထုတ်တယ်သူညီရလည်းပဲသူ့အကိုတရားထုတ်စေခြင်းလို့အကိုတရားထုတ်ပါလို့ပြောတော့ငါအခုအဲ့ဒါတွေမလုပ်နိုင်သေးဘူးငါအခုစီးပွားရေးကိုကြိုးစားရအောင်စီးပွားရေးတော်တော်ကြီးကိုခိုင်ခိုင်မာမာဖြစ်သွားတဲ့အခါကြမှာပဲငါတရားထုတ်နိုင်မယ်အခုတော့အလုပ်များလုံးတော့တရားထုတ်ဖို့အချိန်တော့မရှိဘူးအဲ့လိုပြောတာနော်ဒါပေမဲ့ကြာလာတဲ့ခါကျတော့လုပ်ငန်းအဆင်မပြေတာတွေ့တဲ့ခါမှာသူအင်မတန်စိတ်ဆင်းရဲတယ်ပင်ပန်းတဲ့ခါမှာသူ့ညီကိုသူခဏခဏပြောတယ်ငါကိစ္စဒီလိုအဆင်မပြေလို့ငါတော်တော်စိတ်ပင်ပန်းနေတယ်အဲ့လိုဆိုသူ့ညီကခဏခဏပြန်ပြောတယ်အခုတရားထုတ်ပါကျွန်တော်လည်းပဲတရားထုတ်ရင်လည်းလှုပ်သွားနေတာစိတ်လည်းကြည်လင်မှုအေးချမ်းမှုရတယ်အလုပ်လည်းအဆင်ပြေပါလေပြေတဲ့လောက်တော့ပြေတာပေါ့ရာခိုင်နှုန်းပြေကြီးကိုမျောလင်းတဲ့လောက်တော့မဖြစ်ပါဘူးလူလောဘဆိုတာအကန့်အသတ်မှမရှိပဲဘူးသူဖြစ်ချင်တာတွေအကုန်လုံးကတော့ဖြစ်မှာမဟုတ်ဘူးတို့တော့ဒီလိုတတိနဲ့နေတဲ့အလေးချင်းကိုလှုပ်လာတဲ့လူပါတတိနဲ့နေလိုက်လို့သူ့စိတ်ကြည်လင်အေးချမ်းမှုရလာတဲ့အတွက်ကိုပဲသူဟာသူ့ဘဝကိုတမျိုးကျဉ်းနှံ့မှုရလာအရင်တော့ကပစ္စည်းဥစ္စာနဲ့ပဲကျဉ်းနှံ့မှုကိုရှာဒီအာယုပစ္စည်းဥစ္စာရှိလို့ပတ်စံရှိလို့စားကျင်တောက်ကျင်တာဝယ်ကျင်တာဝတ်ကျင်တာတွေအများကြီးဝယ်ဝတ်တာနဲ့ပဲသူ့ဘဝကိုကျဉ်းနှံ့မှုရအောင်ရှာနေတာနော်ကျဉ်းနှံ့မှုကိုအရင်တော့ကအပြင်မှာရှာတယ်ပစ္စည်းမှာရှာတယ်အပျော်ပါးမှာရှာတယ်တရားထုတ်လို့စိတ်တည်ငြိမ်မှုအေးချမ်းမှုနည်းနည်းရှိလာတဲ့ခါကျတော့ဒီစိတ်ကလေးတည်ငြိမ်အေးချမ်းလာတဲ့ကိုပဲသူကျဉ်းနှံ့လာသူ့ဘဝရဲ့အရေးသွေးဟာအတွင်းမှာနော်တိုးတက်လာနေတယ်ဆိုတာကိုသူသိလာတယ်အရင်ထက်စိတ်ပူချမ်းသာတယ်အသိဉာဏ်ကလည်းပဲအရင်ထက်ပိုပြီးတော့လေးနဲ့လာတယ်ဒါကိုပဲသူကျဉ်းနှံ့လာအဲ့လိုကျဉ်းနှံ့လာတဲ့ခါမှာအရင်လောက်လောဘကြီးကြီးနဲ့မတရားချမ်းသာခြင်းနဲ့စိတ်တော့မှသိမရှိတော့နည်းနည်းလျော့သွားတယ်ဒါပေမဲ့စမ်းကြယ်တာကဘယ်လိုလဲဆိုတော့အဲ့ဒီတပည့်တွေတော်တော်များများပဲဆိုတော့အဲ့လိုအရင်လောက်မတရားလောဘမကြီးတော့ပဲနဲ့စိတ်ကလေးအေးချမ်းချမ်းကြည်ကြည်လင်းလင်းနဲ့ပဲရတဲ့လောက်ရရင်တော်ပါပြီဆိုတဲ့သဘောထားမျိုးနဲ့အလုပ်ကိုကြိုးစားပြီးလုပ်သွားတဲ့ခါမှာအရင်ကတည်းကအလုပ်လည်းပူပြီးတော့လုပ်နိုင်တယ်အမှားယွင်းလည်းနည်းသွားတယ်မျှတမှုလည်းပိုရှိလာတဲ့အတွက်ကြောင့်ကိုယ်နဲ့လုပ်ဖို့ကံမဲ့တွေဟာကိုယ့်ပုံမှာပို့ပြီးတော့ခင်မင်မှုလေးစားမှုယုံကြည်မှုအားကိုးမှုဆိုတာတွေဖြစ်ပေါ်လာအဲ့လိုဖြစ်ပေါ်လာတဲ့ခါမှာသူတို့ကိုယ်တိုင်ပဲပြောတယ်အရင်တုန်းကတော့တဲ့အလုပ်လုပ်ရင်ပတ်စံရလို့ပဲကျင့်တတ်မှုကရတယ်အခုတော့လုပ်ဖို့ကံမဲ့တွေရဲ့ခင်မင်မှုလေးစားမှုယုံကြည်မှုအားကိုးမှုကိုပါရလာတဲ့အတွက်ကြောင့်ပို့ပြီးတော့စိတ်ချမ်းသာမှုရှိလာတယ်ပို့ပြီးတော့ပြောလာတယ်ပို့ပြီးတော့ကျင့်တတ်တယ်အလောက်ကံကလည်းပဲအရင်ထက်ပိုပြီးတော့အဆင်ပြေလာတယ်အရင်တုန်းကတော့လောဘကြီးလွန်းလို့ကိုတယောက်တည်းများလို့ချင်သူများရသွားမှာကိုသိမလိုလားဘူးဥပမာပစ္စည်းတစ်ခုကိုဝယ်မယ်ဆိုရင်ဈေးကိုနှိမ်လို့ရသမျှနှိမ်ခြင်းပြန်ရောင်းမယ်ဆိုရင်တော့ဈေးကိုတင်လို့ရသမျှအမြင့်ဆုံးထိအောင်တင်ခြင်းအဲ့ဒီမှာသူတရားတယ်မတရားဘူးဆိုတာမစဉ်းစားတော့ဒီလိုတရားအထုတ်ပြီးတော့နေလာတဲ့လူဟာတဖြည်းဖြည်းသူ့စိတ်ကိုလည်းသူကြည်လာတော့ပစ္စည်းတစ်ခုကိုဝယ်မယ်ဆိုတဲ့ကသူ့စိတ်ကိုသူသိနေတော့မျှတတဲ့နှုံထားနေပဲသူပဲကြည့်ပြန်ရောင်းမယ်ဆိုရင်လည်းပဲဒီတိုင်းပဲဒီလူကလည်းပဲငှက်စီရယူသွားလို့ရှိရင်သူလည်းပဲအဆင်ပြေသွားရင်ကောင်းပါသူ့ဘို့ပါထည့်စဉ်းစားပြီးတော့မြင့်မြတ်တဲ့လုပ်လိုက်အလုတ်သမားတယောက်ကိုငှားပြီးတော့အခကျင်းငွေပေးရမယ်ဆိုရင်လည်းဒီတိုင်းပဲဒီအလုတ်သမားကတနေ့ကုန်လို့ရင်ဘယ်လောက်ရလဲ100ရတယ်ဒီ100နဲ့သူ့မိသားစုလောက်ဖို့ဆိုတော့တော်တော်မလွယ်ပါဘူးရပါစေကိစ္စမရှိဘူးနည်းနည်းကပူပေးသိရင်လည်းပေးလိုက်တာအဲ့လိုနော်ဝေပြီးတော့စားတဲ့သဘောမျိုးဖြစ်သွားတယ်နော်အဲ့တော့အဲ့ဒီတခါကြီးတွေကတပည့်တွေကဘယ်လိုပြောလဲဆိုတော့အရင်တုန်းကတပည့်တော်အလုပ်လုပ်တော့ငါတဲ့တပည့်တော်တကူတည်းအတွက်လုပ်တာပါအခုတပည့်တော်အလုပ်လုပ်တာအားလုံးအတွက်လုပ်တာသဘောထားဘယ်လောက်ကြီးသွားလဲဆိုတာကြည့်စမ်းနော်စိတ်ထားတွေပြောင်းသွားတယ်သဘောထားအမှန်ကြီးလာတယ်
ကြီးလာတော့သူစိတ်ထဲမှာသူချမ်းသာမှုရတယ်နော်တခါတလေသူ့အတွက်အမြတ်အစွန်းသိမ့်မရှိတခါတလေမှနည်းနည်းတော့ရှုံးသေးတယ်နော်အဲ့ဒီအခါမှာလည်းပဲသူစိတ်မစင်ရဘူးကိစ္စမရှိဘူးခန္ဓာရင်ရှိသွားတယ်နော်အဲ့လိုပဲခုနပြောတဲ့တခါကြီးဟာအလုံးများလုံးတရားမထုတ်နိုင်ဘူးဆိုတဲ့တခါကြီးဟာတဖြည်းဖြည်းရသလောက်ကြိုးစားလာတခါတလေသူ့အိမ်မှာပဲသူညဘက်မှာတရားထိုင်တယ်အိမ်မှာထိုင်ဖို့အဆင်မပြေဘူးဆိုရင်သူ့အိမ်နဲ့မနှီးမွေးမှာဘုရားဇေဒီလေးတစ်ခုရှိအဲ့ဒီဘုရားဇေဒီဘက်ကိုသွားပြီးတော့အဲ့ဒီမှာတရားအထုတ်ကြတဲ့လူတွေပရိစိတ်တဲ့လူတွေညဘက်မှာများပါတယ်ည9 နာရီကနေ9 နာရီ10 နာရီလောက်ထိတရားထုတ်ကြတယ်ပရိစိတ်ကြတယ်အဲ့ဒီမှာသွားပြီးတော့တရားထိုင်အားထုတ်တဲ့နီးကတော့အခက်ခဲပါပဲမရှုပ်ထွေးပါဘူးအခြေခံအဖြစ်ဆိုရင်တက်တက်တာလေးထိုင်ပြီးတော့အသက်ကိုအာရပါရရှူပြီးတော့အဲ့ဒီအသက်ရှူတာမှာပဲတတိလေးကိုကပ်ပြီးထားလိုက်တာဒီလိုတတိလေးကိုကပ်ပြီးထားမယ်ဆိုရင်ရဒံတလောက်တော့ရမယ်နော်ကိုယ်စိတ်ထဲကငါတဏှာတရားထိုင်မယ်အဲ့ဒီတဏှာလုံးလုံးငါစိတ်ကတခြားဘယ်ကူမှမသွားဖြစ်နဲ့ငါတရားထုတ်တဲ့အာယုံဖြစ်တဲ့အာနာပါနမှာပဲထွက်လေဝင်လေထိနေတဲ့နေရာမှာပဲတဏှာလုံးအပြည့်ဝနေရမယ်လို့ဒီလိုမျောလင့်ထားလို့မဖြစ်ဘူးနေရင်တော့ကောင်းတာပေါ့နော်ဒါပေမဲ့ဒီလိုမျောလင့်ထားလို့မဖြစ်ဘူးဘာလို့လဲဆိုတော့ဒီနေ့တာလုံးစိတ်ကဟိုတွေးပြီးအများကြီးတွေးခဲ့တယ်အခုညကြမှာတရားထိုင်နေတဲ့ချိန်မှာချက်ချင်းကြီးဘယ်ကူမှမရောက်ဘဲနဲ့ဒီတနေရာထဲမှာငြိမ်နေဖို့ဆိုတာဖြစ်ကိုမဖြစ်နိုင်ပါဘူးမဖြစ်နိုင်တာကြီးကိုမျောလင့်နေလို့ရှိရင်မဖြစ်နိုင်တဲ့အတွက်ကြောင့်အားမလို့အားမရဖြစ်လာလို့ငါတရားသာထိုင်နေတာငါစိတ်ကဒီမှာလည်းမရှိပါဘူးငါစိတ်ကအလုပ်ကိစ္စပဲတွေးနေတာတရားထုလို့မထူးတော့ဘူးထင်တယ်တော်လိုက်ရင်ကောင်းမယ်ထသွားရင်ကောင်းမယ်အဲ့လိုဖြစ်တတ်တယ်နော်ဒါကြောင့်အရင်တုန်းကလည်းတတိပေးဘူးတဏှာကြီးလောက်တရားထိုင်တဲ့ချိန်မှာအကျဉ်း1000လောက်စိတ်ကဟိုရောက်ဒီရောက်လဲပဲစိတ်ရှိထားပါသီးခံပါနော်ဒီအာနာပါနဖွဲ့လေဝင်လေထိနေတဲ့နေရာမှာစိတ်ကိုထားလို့သိတန်တော့သိနော်ဝင်လာတဲ့လေအစကနေအဆုံးတတိလေးကတ်ထားမယ်အဲ့လိုနော်ပြန်ထွက်သွားတဲ့လေပဲအစကနေအဆုံးတတိကတ်ထားတော့တကယ်လုံလဝရိယထားပြီးတော့ကြိုးစားပြီးတော့လုပ်မယ်ဆိုရင်ဒီတစ်ကြိမ်အစကနေအဆုံးဝင်လာတာကနေထွက်သွားတဲ့အထိရနိုင်ပါတစ်ကြိမ်ရပြီဆိုရင်လည်းပဲတော်တော်အားတက်စရာတော်တော်ဝန်တာစရာကောင်းနေပါပြီတစ်ခါနောက်တစ်ကြိမ်ပြန်ကြိုးစားအောင်မယ်ရနိုင်ပါနော်သိမခက်ပါဘူးအဲ့လိုရတဲ့လောက်ကလေးရတာကိုပဲဝန်တာဖို့ကျင့်တတ်ပါတကယ်စိတ်ကတခြားကိုပြောင်းလဲသွားရင်အဲ့ဒါကိုသိလိုက်ပါတခြားတစ်ခုခုကိုတွေးနေပြီသိလိုက်ပြီသိပြီးရင်ညင်ညင်တသာလေးစိတ်ကလေးမြင့်မြင့်ညာလေးနဲ့ငကိုနေရာကိုပြန်ယူလာပါကိုယ်စိတ်ကိုပဲကိုပြန်ပြီးတော့မကြည်မနှက်မဖြစ်လိုက်ပါနဲ့ဒီစိတ်ကလည်းဟိုတူပြန်ပြီကောလို့ကိုယ်စိတ်ကိုပြန်ပြီးတော့ဒေါသမဖြစ်ဘူးနော်အခုနောက်တခါကြီးကပြောတယ်တပည့်တော်တောကတွေများတယ်ဗျာတဲ့အဲတောကတွေများတာကိုတွေးပြီးတော့ပဲငါတောကတင်များပါလားဆိုပြီးတော့တောကဖြစ်ပြန်တယ်တောကများတာကိုပဲတွေးပြီးတော့တောကဖြစ်နေပြန်တယ်ဒါလည်းဖြစ်တတ်တာပဲနော်ငါစိတ်တွေကတောက်ကြီးတောကများနေတာတော့မကောင်းဘူးထင်တယ်ငါဘာလို့အောင်လဲမသိပါဘူးတောကများတာကပဲပြဿနာတစ်ခုဖြစ်လာတခြားအလောက်ကင်နဲ့ပတ်သက်တဲ့ပြဿနာကြောင့်တောကဖြစ်တယ်နော်တောကဖြစ်တာကပဲတခါနောက်ထပ်တောကဖြစ်เสียအကြောင်းဖြစ်လာပြန်ရောအဲ့တော့အဲ့ဒီတဝဲလေလေဖြစ်နေတာကြီးကအဲ့ဒီ vicious circle ကြီးကဘယ်လိုလုပ်ပြမလဲတနည်းနည်းနဲ့တရားထုတ်ပါတတိကိုကပ်တော့ထားပါခဏလေးဖြစ်ဖြစ်စိတ်ငြိမ်းချမ်းသွားရင်အင်မတန်အကျိုးများတယ်ဒီလိုအလေးကျင့်လုပ်တာများလာလို့ရှိရင်တဖြည်းဖြည်းနဲ့စိတ်ကငြိမ်းချမ်းတာပိုများလာပါလိမ့်မယ်စိတ်ကပူလောင်တဲ့အကျင့်များနေလည်းပဲအရှင်ရပြီးတော့ပူလောင်နေငြိမ်းချမ်းတဲ့အကျင့်များလာလို့ရှိရင်လည်းပဲအရှင်ရပြီးတော့ပို့ပြီးတော့ငြိမ်းချမ်းလာတတ်ပါအဲ့လိုညာဥပိုင်းမှာတရားထိုင်ပြီးမှအိတ်လိုက်လို့ရှိရင်ခဏခဏပြောလို့နော်ပို့ပြီးတော့ငြိမ်းငြိမ်းချမ်းချမ်းလေးအိတ်ပြောသွားဒီမြို့မှာပဲဒီလိုတရားထုတ်နေကြတဲ့ဒကာဒကမတွေအင်တန်များပါတယ်သူတို့ပြောတယ်ဒီလိုတရားထုတ်ပြီးမှအိတ်တဲ့ခါမှာတဲ့အိမ်မက်ဆိုးတွေပါတော့မမက်ဘူးတခါတလေဘာအိမ်မက်မှတော့မဲ့တယ်မထင်ဘူးစိတ်ကြီးကြီးလင်းလင်းလေးပဲအိပ်ပျော်သွားတယ်မနဲ့ကြတော့လည်းပဲကြီးကြီးလင်းနိုးလာတယ်အားပြည့်တယ်ညမှာတရားအထုတ်ပြီးမှအိပ်လို့ရှိရင်မနဲ့နိုးတဲ့ခါမှာပူပြီးတော့ကြည်လင်လန်းဆန်းတယ်တရားအထုတ်ဖို့လည်းပဲစိတ်ကပူပြီးတော့တတိရတယ်လုံလဝရိယလည်းပဲတရားလည်းပဲပူပြီးတော့အားကောင်းအဲ့တော့အဲ့ဒီတကယ်လက်တွေ့အားထုတ်နေတဲ့ဒကာကြီးတွေကဘယ်လိုပြောလဲဆိုတော့ညာဥပိုင်းမှာတရားမထုတ်ဘဲနဲ့အိပ်သွားလို့ရှိရင်မနဲ့စောစောထပြီးတော့တရားထိုင်ပြဖို့တော်တော်ခဲရင်းပါ
တော်တော်ရုန်းကန်ပြီးတော့အာယူပြီးကြိုးစားရတယ်တခါလေအားမထုတ်ဖြစ်တော့ဘူးဒါကြောင့်တို့ကဘယ်လိုပြောလဲဆိုတော့တပည့်တော်တို့မနဲ့စောစောထပြီးတော့တရားအထုတ်နိုင်ဖို့ဆိုရင်တဲ့ညဥ်ပိုင်းမှာတရားအထုတ်မှာပဲဖြစ်တယ်အဲ့တော့ထိုင်ပြီးတော့အထုတ်နေတယ်လို့အထုတ်ပါအိမ်မှာအစဉ်ပြေအိမ်မှာအထုတ်ပါအိမ်မှာအစဉ်မပြေလို့ရှိရင်လည်းပဲနိယဇေဒီဘုရားကျောင်းရှိတဲ့နေရာကိုတွားပြီးတော့အထုတ်ပါအိမ်ပြန်လာပြီးတော့အိမ်ရတဲ့ရောက်ပြီဆိုရင်အိမ်ရတဲ့မှာအိမ်နေရင်းနဲ့အထုတ်ပါအဲ့တော့အခုနပြောတဲ့ဒကာကြီးသူ့နာမည်တော့ထုတ်မပြောချင်ပါဘူးနော်သူကအလုတ်အတန်များလုံးလို့တောကများလုံးလို့အိမ်ရတဲ့ရောက်တဲ့အချိန်မှတောင်းမှအလုတ်ကိစ္စကိုတွေးနေသေးတယ်လုံငန်းကအင်တန်ကြီးတာကိုအသိန်းကိုရာနဲ့ချီပြီးတော့မနေရလောက်ရှိမှတော့မသိပါဘူးနော်လုံနေရတာဆိုတော့အိမ်ရတဲ့ရောက်တဲ့အထိလည်းပဲမနဲ့စောစောငါဘာလုပ်ရမလဲမနဲ့ဖန်ငါဘယ်သူနဲ့တွားတွေ့ရမနဲ့ဖန်အယောင်းဝယ်ကိစ္စတွေကဘယ်လိုအခြေအနေရှိမလဲဘာများအပြောင်းလဲရှိအဲ့ဒါကိုသူအများတန်းစဉ်းစားနေအိမ်ရတဲ့ရောက်တဲ့အထိအောင်ပဲစိတ်ကမအားဘူးနော်လူကတော့အားနေတယ်နော်လူကတော့အိမ်ရမှာအိမ်နေပြီနော်လူအားနေတယ်စိတ်ကတော့ဘယ်နဲ့နေလို့စိတ်မအားဘူးအဲ့တော့လူတော်တော်များများဟာအခြေမရှိဘူးအခြေမရှိဘူးပြောတာတခြားကြောင့်ပေါ့လူအားနေပြီးတော့စိတ်မအားလို့ပါအင်မတန်အလုံးများလို့အင်မတန်အကျိုးလို့ဘလို့မှတရားထုတ်လို့မဖြစ်နိုင်ဘူးဆိုတဲ့တခါကြီးကသူ့ဟာသူမရတဲ့နည်းနဲ့ကြိုးစားနေတာနော်အဲ့တော့အိပ်ရတဲ့ခါသူကဘယ်လိုလုပ်လဲဆိုတော့ဒီတိုင်းအိပ်လို့ရှိရင်တော့ငါအိပ်တော်နဲ့လည်းအိပ်ပြောမှာမဟုတ်ဘူးအိပ်မပြောခင်ကြားမှာအလုပ်ကိစ္စပဲတွေးနေမှာအဲ့ဒါကြောင့်မလို့စိတ်လည်းအေးကြမှာမဟုတ်အဲ့တော့ရတဲ့နည်းနဲ့ဖြစ်အောင်တော့လုပ်တော့မယ်ဆိုပြီးတော့တရားတိတ်ကူလေးတစ်ခုကိုခေါင်းရင်းသားမှာတစ်ဆက်ကလေးမှာထည့်ပြီးတော့ဖွင့်ထားလိုက်ဒါသူလုပ်ပုံအသေးစိတ်ပြောပြနေတာနော်သူခေါင်းရင်းသားသူလက်လှမ်းမိတဲ့နေရာသဘောလေးတစ်ခုမှာတစ်ဆက်ကိုတင်ထားပြီးတော့အိတ်နေရင်းနဲ့တရားထုတ်ပုံလေးကိုပြောထားတဲ့တိတ်ကူထဲမှာတစ်ဆက်ထဲမှာသူထည့်လိုက်ထည့်ပြီးတော့သူအဲ့ဒါလေးကိုနားထောင်ရင်းနဲ့ဒီဘုန်းကြီးကလည်းမှားထားတာပဲအဲ့ဒီအိရတဲ့ရောက်လို့အိနေတုံးမှလည်းပဲအသက်ကိုဝါရှူပါရှေ့ရှူပါသတိလေးကတ်ထားလိုက်အဲ့လိုနော်အဲ့တော့အသက်ကိုအားရပါရရှူပြီးတော့သတိကတ်ထားလို့ရှိရင်တိဖို့လည်းအမှန်လွယ်ပါတယ်အသက်ရှူဝါပြီးတော့ဒီမျိုးလည်းပဲခန္ဓာကိုယ်မှာလည်းပဲကြည်လင်လာတယ်ဒီအသက်ရှူတဲ့လေကြောင့်လည်းပဲအုံနောက်ကပို့ပြီးတော့ကြည်တယ်နော်ဒီတော့စိတ်မကြည်တဲ့ခါခေါင်းထဲမှာနောက်နေတဲ့ခါမှာအားရပါရအသက်ရှူပါသတိလေးလည်းကတ်ထားပါအဲ့ဒီအချိန်မှာဘာမှမတွေးပါနဲ့ဘာမှမတွေးတဲ့အတွက်ကြောင့်လည်းပဲစိတ်ကိုအုံနောက်ကိုအနာပေးထားလိုက်တယ်အသက်ကိုဝရှူရတဲ့ကြောင့်လည်းပဲဒီလေရဲ့တတ္တိကြောင့်လေထဲမှာပါတဲ့အောက်ဆီဂျင်ရဲ့တတ္တိကြောင့်အုံနောက်ကပို့ပြီးကြီးလာတယ်တရားအထုတ်ရင်လည်းဒီစိတ်ကြည်အောင်အုံနောက်ကြည်အောင်မှာတပြိုင်နဲ့လှုပ်ပြီးသားဖြစ်သွားတာအိတ်နေရင်ပဲအသက်ရှူရလေးကိုတီးပြီးတော့နေလိုက်ပါစိတ်ကတော့ထုံးစံတိုင်းပဲဟိုကိစ္စဒီကိစ္စတွေးအောင်မှာပဲတွေးလိုက်ရင်အဲ့ဒီတွေးတယ်ဆိုတာလေးကိုစိတ်ကတိလိုက်ပါပြီးပြီးရင်အရေးမကြီးတဲ့ကိစ္စလို့မဟုတ်ဒီကိစ္စတဝဲလဲလဲတွေးနေတဲ့အတွေ့ဖြစ်တယ်ဆိုရင်လည်းဘာမှမထူးပါဘူးဆိုပြီးတော့အတားလေးစိတ်ကိုလျှော့ချလိုက်ပါကိုယ့်ကိုယ်စိတ်မဆိုးပါပြန်ပြီးတော့အသက်ရှူလေးမတတိကားတော့ထားလိုက်ခန္ဓာကိုယ်လည်းပဲခြေတွေလက်တွေကိုအတက်နေဆုံးတက်တောင့်တက်တာဖြစ်အောင်လျှော့ပြီးတော့ချထားပါနေရာအနေထားကိုလည်းပဲအသက်တာဆုံးဖြစ်သွားအောင်ပြင်လိုက်ပါခေါင်းအုံးကစနှိမ့်လုံးရင်လည်းမကောင်းဘူးမြင့်လုံးရင်လည်းမကောင်းဘူးအဲ့ဒါလို့ကိုယ်နဲ့အစဉ်ပြေဆုံးဖြစ်အောင်ပြုပြင်ထားပြီးတော့အဲ့ရက်ကလေးပဲတရားထုတ်ပါအဲ့ဒီတရားထုတ်ရင်လည်းပဲအိပ်ပျော်သွားပါစေတော့ကဖြစ်စရာတွေစိတ်ပူစရာတွေမတွေးဘဲနဲ့စိတ်ကြည်ကြည်လင်လင်ငြင်းငြင်းချမ်းချမ်းလေးအိပ်ပျော်သွားလို့ရှိရင်နှိမ့်ချက်အိပ်ပျော်လိမ့်မယ်အရင်ကတော့အကြာကြီးမအိပ်ရဘဲနဲ့ပဲအေးဝသွားလိမ့်မယ်ပြန်နိုးလာတဲ့ခါမှလည်းပဲတရားအထုတ်ရင်းနဲ့အိပ်ပျော်သွားတဲ့အတွက်ကြောင့်နိုးချင်းတရားအထုတ်ဖို့လည်းပဲသတိရလိမ့်မယ်သတိရအောင်ကြိုးစားမယ်လို့လည်းပဲမအိပ်ခင်ကတည်းကကိုသတိပေးထားပါမနဲ့ကြရင်နိုးချင်းတခြားအလုပ်ကိစ္စကိုငါမတွေးဘူးနိုးချင်းအသက်ရှူတာလေးကိုသိလိုက်နိုးပြီလို့သိတဲ့အချိန်နဲ့အသက်ရှူတာကိုသိတဲ့အချိန်ဟာတစ်ထပ်ထပ်ဖြစ်သွားအောင်ကြိုးစားမယ်အဲ့လိုကြိုးစားရင်မရတဲ့ခါလည်းရှိမှာပေါ့သို့တော့တဖြည်းဖြည်းနဲ့ရတဲ့ခါလေးများလာပါလိမ့်မယ်နော်နိုးတာနဲ့တတိလေးကတ်လိုက်ပြီအသက်ကိုအားရပါရရှူလိုက်တယ်အဲ့လိုဆိုရင်စိတ်ကပိုပြီးတော့ကြီးလာသို့မဟုတ်လို့ရှိရင်အဲ့ရကနိုးနေပြီမဲ့အိတ်ချင်မူတူဖြစ်နေတတ်တယ်နော်အိတ်ချင်ပြီးတော့မူးတယ်လို့ကြီးဖြစ်တယ်ခေါင်းကမကြီးဘူးအေးမဝတယ်လို့ကြီးဖြစ်တယ်နော်တော့နိုးချင်းတတိကတ်လို့ရှိရင်အဲ့တတိရဲ့တတ္တိကြောင့်ပဲစိတ်ကချက်ချင်းကြီးလာနိုးလာနော်အိတ်ချင်မူတူဖြစ်နေတယ်
အဲ့လိုအဲ့ရနဲ့ပဲ9မိနစ်ဖြစ်စီ10မိနစ်ဖြစ်စီ15မိနစ်ဖြစ်စီအခြေအနေရပါနိုးတာတိတ်စောနေလည်းပဲမထကျင်သေးရင်လည်းပဲမထနိုင်အဲ့ရမှာအဲ့ရပဲတရားထုတ်လို့နော်ဒါဘုရားဟောတဲ့ရှိပါတယ်နော်ဇာဂရိတေဓမ္မဇာနာကာရီဟောဒီနိုးချင်းတတိလေးနဲ့ပြီးတော့နေလိုက်ပါနော်ခန္ဓာမှာဖြစ်နေတာရုပ်ဖြစ်ခြင်းဖြစ်မယ်ဝေဒနာဖြစ်ခြင်းဖြစ်မယ်စိတ်ထဲကတခုခုတွေးမိရင်လည်းပဲအဲ့တွေးတာကိုသိလိုက်ပါနားကအတန်တခုခုကြားရင်လည်းပဲအဲ့ဒီကြားတာကိုသိပါတခါလေ3ခေါက်တန်ကြားတယ်နော်အဝေးကဘုန်းကြီးကျောင်းကတုတ်ဆို3ခေါက်တယ်အဲ့ဒီ3ခေါက်တန်လေးကိုသိနေရတာကတမျိုးစိတ်ကငြိမ်ချမ်းနော်တခါတလေနည်းနည်းဒီလိုမျိုးလည်းကောင်းမဟုတ်ဘဲနဲ့ခြံနဲ့ဝိုင်းနဲ့နေကြတဲ့နေရာတွေမှာဆိုရင်ငှက်တန်လေးတွေကိုကြားနည်းစောစောစီးငှက်တန်တွေကြားရတယ်ကြက်တွန်းတန်တွေပါတွေကြားရတယ်အဲ့ဒါလိုအတန်ကိုကြားရင်လည်းပဲစိတ်ကကြားတယ်ဆိုတာလေးကိုသိလိုက်ပါပြီးရင်အသက်ရှူလာမှပြန်ထားလိုက်ပါပြီးမှထားတင်ပြီလို့ကိုယ်စိတ်ကဆုံးဖြတ်တဲ့ခါမှာအဲ့ဒီဆုံးဖြတ်တာလေးကိုပါသိပြီးတော့ဖြည်းဖြည်းချင်းထားပါလှုပ်ရှားမှုတွေထိမှုတွေကိုသိနေပါနော်လှုပ်ရှားမှုနဲ့ထိမှုဟာသိဖို့ရလွယ်တယ်ခန္ဓာကိုယ်မှာအမြဲတမ်းထိမှုဟာရှိနေတယ်လှုပ်ရှားမှုဟာလည်းပဲအနည်းနဲ့အများရှိနေတယ်ဘလောက်ပဲငြိမ်ငြိမ်လေးထိုင်ထိုင်ခန္ဓာကိုယ်အမြဲတမ်းလှုပ်နေတယ်အသက်ရှူရင်လှုပ်နေတာပဲနှလုံးကိုယ်ရင်လည်းလှုပ်နေတာပဲတတိကောင်းလာလို့ရှိရင်ဒီထက်ပိုပြီးတော့တိမ်မွေ့တဲ့တုံခါမှုသဘောမျိုးလေးတွေကိုတတိထားလို့ရပါတယ်နော်ဒါလည်းပဲလှုပ်မှုသဘောပါပဲခန္ဓာကိုယ်မှာဝါယောဓာတ်တွေကအမြဲတမ်းဖြစ်နေပြနေတာပဲဒီဝါယောဓာတ်ရဲ့သဘာဝကလှုပ်ရှားမှုသဘောရှိတယ်တွန်းကန်မှုသဘောရှိတယ်ထောက်ကန်မှုသဘောတွေရှိတယ်လှုပ်ရှားမှုဟာသိဖို့ရအလွယ်ဆုံးပဲတွန်းကန်မှုထောက်ကန်မှုကမှနည်းနည်းလေးသိဖို့ရခက်သေးတယ်သို့တော့အလေးကျင့်များလာရင်သိနိုင်မှာပါပဲအစမှာတော့မရရတဲ့နီးနဲ့မဖြစ်တဲ့လောက်ကိုကုတ်ကပ်ပြီးတော့လုပ်ကြပါလို့မှားခြင်းပါတယ်နော်ဒီလိုလုပ်ရင်းနဲ့ပဲအလေးကျင့်များလာတဲ့ခါမှာတဖြည်းဖြည်း practice makes perfect လို့ဆိုတာလိုပဲအလေးကျင့်ကြောက်ပဲပို့ပြီးတော့ကျွမ်းကျင်လာပါလိမ့်မယ်လုပ်ရတာပို့ပြီးတော့လွယ်ကူမှုရှိလာပါလိမ့်မယ်ပစ္စုပန်ကိုပို့ပြီးတော့ထိထိမိမိတက်မတ်ကလေးသိနိုင်တဲ့အရေးချင်းကိုရလာပါလိမ့်မယ်ဒီအရေးချင်းဟာမွေးရပါအရေးချင်းပါပဲလူတိုင်းမှာရှိတယ်နော်လေ့ကျင့်ပြုစုပြုထောင်ပေးလို့ရှိရင်ပို့ပြီးတော့အားကောင်းလာမှာအားကောင်းလာတဲ့ခါမှာလွယ်ကူလာလိမ့်မယ်လွယ်ကူလာလို့ရှိရင်လို့ရတာပို့ပြီးတော့ပျော်လာပါလိမ့်မယ်အစမှာတော့နည်းနည်းလေးခက်တဲ့အတွက်ကြောင့်လို့ရတာစိတ်ကနည်းနည်းပင်ပန်းတယ်လို့ဖြစ်တယ်တရားထောတာကိုပဲနည်းနည်းလေးပင်ပန်းတယ်လို့လေးစိတ်ကထင်တတ်တယ်နော်ပရိစိုက်ရတယ်ဝိရိယစိုက်ရတာအလေးကျင့်များလာတဲ့ခါမှာမပင်ပန်းတော့ဘူးတဖြည်းဖြည်းတက်တောင့်တက်တာဖြစ်သွားမှာပါနော်အဲ့ဒါလို့အ ਨੇ ဆုံးညအိယာကိုဝင်ကန်ကြီးတစ်ခါမနေ့အိယာရမှာတစ်ခါတရားထုတ်ပါပြီးရင်မျက်နှာတစ်ပြီးနော်မျက်နှာတစ်ပြီးရင်ဘုရားကံကိုသွားပြီးတော့ဘုရားရှင်ရှိမှသွားပြီးတော့ခဏဘုရားဝတ်ပြုမယ်ဘုရားရှိခိုးမယ်မေတ္တာပို့မယ်ချို့လည်းပဲပတိတို့ဘာလို့စိတ်ကြတာလည်းရှိပါတယ်ဘုရားကုံတော်တို့ဘာလို့ကိုလုံနေကြလုပ်ပါအဲ့ဒါတွေလုပ်ပြီးသွားတဲ့ခါမှာခဏလေးထိုင်တော့တရားထုတ်အချိန်9မိနစ်ဖြစ်ဖြစ်ပေးပါ9မိနစ်ကိုတရက်မှမပြည့်အောင်လုပ်နိုင်လို့ရှိရင်တဖြည်းဖြည်းနဲ့10မိနစ်လောက်လာဖို့တော့မခဲရင်တော့အရေးကြီးဆုံးကစပြည့်ဖို့နဲ့ဆွဲမြဲဖို့နဲတာများတာအရေးကြီးဆုံးမဟုတ်ဘူးနဲနဲ့လေးပဲဖြစ်ဖြစ်စမိဖို့လိုတယ်ဆွဲမြဲဖို့လိုတယ်မနေ့ကဒကမကြီးတယောက်တူသူကဘယ်လိုပြောလဲဆိုတော့တပည့်တော်တဏ္ဍကုံ3ပါးကိုပတိစိတ်လာတာတဲ့10နှစ်ရှိပါပြီတဲ့တရက်မှမပြတ်ပါဘူးသူပတိတပတ်ရအောင်နေ့စဉ်ပတိစိတ်ပါ10နှစ်လုံးတရက်မှမပြတ်ဘူးအဲ့ဒါလို့နော်တရက်မှမပြတ်အောင်နေ့စဉ်နည်းသည်ဖြစ်စေများသည်ဖြစ်စေမနေ့တစ်ချိန်ညနေတစ်ချိန်တရားထုတ်ကြည့်တရက်နေ့နဲ့တော့တိတိတသာထူးထူးခြားခြားဘာမှဖြစ်မှာမဟုတ်ပါဘူးအဲ့ဒါတော့မလွယ်ဘူးနော်သို့တော့လအပိုင်းတော့ကြာလာရင်ကိုပဲကိုယ့်ကိုသိပါလေနော်စိတ်ကလေးကနည်းနည်းလေးကြီးလာတယ်ဦးချမ်းစိတ်ထဲမှာအရင်တော့တင်းကြပ်မှုပင်ပန်းမှုမရှိတော့ဘူးနှစ်နဲ့ချီပြီးကြာလာရင်တော့တော်တော်ကိုသိတာနော်အဲ့တော့အခုနတခါကြီးအကြောင်းကိုပဲဆက်ပြောမယ်ဆိုရင်သူအဲ့လိုတရားထုတ်လာတာ3နှစ်လောက်ရှိလာပြီ3နှစ်ကျော်လာပြီနော်အဲ့တော့ तू ကဘယ်လိုပြောလဲဆိုတော့အရင်တုန်းကတဲ့ဒီပြီးတော့အလုံးနဲ့ပတ်သက်တဲ့ကိစ္စတွေတနေ့လုံးမိုးလင်းရနေမိုးချုပ်ခေါင်းပူအောင်စဉ်းစားနေရတယ်အမြဲတမ်းစိတ်ထဲမှာအကွက်ချနေရတယ် तू ပြောတဲ့စကားလုံးအတိအကျဆိုရင်အကွက်ချမှာ तू ပြောတာဇရားချနော်ဒီတခါကြီးတွေလည်းအဲ့လိုမျိုးတွေးကျင်လည်းတွေးမှာပေါ့အလုပ်ကိုဇရားချအလုပ်ကိုဇရားချပြီးတွေးနေတယ်ဆိုတာဘာတွေများလောက်တာလဲအဲ့လိုဇရားချနေရတဲ့တခါကြီးတွေဒီထဲမှာရှိမှာနော်အဲ့တော့အရင်တော့ကအမြဲတမ်းအဲ့လိုခေါင်းထဲမှာတွေးနေရတာဘာပြီးဘာလုပ်မယ်ဘာပြီးဘာလုပ်မယ်ဘယ်လိုလုပ်မယ်ဘယ်လိုလုပ်မယ်
တခါတွေးပြီးတော့လည်းပဲမပြီးသေးဘူးဒါကပဲထပ်ခါတွေးနေတာနော်အခုတရားထုတ်တဲ့အလေးကျင့်များလာတဲ့ခါမှာတဲ့အလုပ်ကိစ္စကိုအဲ့လောက်ခေါင်းပူလောက်အောင်မိုးလင်းရမိုးချုပ်ဇရာချပြီးတွေးစရာမလိုတော့ဘူးကိုယ်စိတ်ကလေးကိုတီးပြီးတော့ပဲတီးချင်းကြီးလင်းမဲ့နေလိုက်တာပါလေလှုပ်เสียကိစ္စပေါ်လာတဲ့ခါမှာဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာအာယုံပြည့်လိုက်တဲ့တပြိုင်နက်အကောင်းဆုံးနီလန်းအဖြစ်ဟာစိတ်ထမအလိုလိုပေါ်လာတခါတည်းလည်းပဲနည်းနည်းအချိန်ပေးပြီးတော့တွေးရတာမျိုးလည်းရှိချင်းရှိမှာပေါ့နော်သို့တော့များသောအားဖြင့်နေ့စဉ်ကိုလုပ်နေကြအလုပ်ဟာဒီလောက်ကြီးတီထွင်ကြံစပြီးတော့တွေးစရာမလိုပါဘူးလုပ်နေကြအလုပ်ပါနော်ဈေးဆိုင်အယောင်းဝယ်လုပ်လို့ဆိုလည်းပဲနေ့တိုင်းဒီဈေးဆိုင်အယောင်းဝယ်လုပ်ငါလုပ်နေကြပါတခြားအလုပ်ငါလုပ်တယ်လို့ဆိုလည်းပဲနေ့တိုင်းဒီလုပ်ငါလုပ်နေကြပါဒီလူနဲ့နေ့တိုင်းတွေ့နေကြပဲပြောနေကြစကားပဲပြောနေရတာပါနော်တိတ်ရှာပူပီတီထွင်ကြံစပြီးတော့လုပ်နေရတဲ့အလုပ်ကမရှိပါဘူးကြံဖမှရှာဖွေလို့ရတာကတော့တစ်လတစ်ခါလောက်ရှိရင်ရှိမယ်သို့မဟုတ်ဒီနေ့တစ်ခါလောက်ရှိရင်လည်းရှိမယ်လို့ရိုးလို့စင်အလုပ်ကိုဒီလောက်ခေါင်းပူအောင်တွေးဖို့မလိုဘူးအဲ့တကကြီးကတပိတော့အရင်လောက်ခေါင်းပူအောင်တွေးနေဖို့မလိုတော့ဘူးစိတ်ကအားလာနော်အဲ့ဒါအရေးကြီးတာစိတ်ကိုအားနေအောင်ထားတတ်ဖို့လိုတယ်မနဲ့မိုးလင်းပြီးဆိုရင်သူလုပ်ငန်းရှိတဲ့နေရာကိုသွားကြတယ်အဲ့ဒါမှလုပ်ငန်းလုပ်ဖို့လုပ်ခဲ့တယ်စုပြီးတော့အလုပ်ကန်ကိစ္စတွေပြောကြတယ်အရင်တုန်းကဆိုရင်ကိုယ့်အတွက်မတရားများလို့ချင်သူများအတွက်ကတော့နဲလေကောင်းနေလို့ဒီလိုတွေးထားတာနော်အခုတရားထုတ်လာပြီးတဲ့နောက်ပိုင်းမှာကိုယ့်ဘုသူ့ဘုမျှပြီးတော့တွေးလာတယ်ရိုးသားပဲတွေးတယ်တော့မယိုးမတာတွေးတဲ့သူဟာခေါင်းပူအောင်စဉ်းစားဘယ်လိုလှည့်ရမလဲဘယ်လိုညာရမလဲကိုယ့်ဘုများကြောင်ဘယ်လိုလုပ်ရမလဲဆိုတာအများကြီးတွေးရတယ်ရိုးသားတွေးတဲ့သူဟာဒီလောက်ခေါင်းပူအောင်တွေးဖို့လည်းမလိုတော့သူ့အတွက်လည်းကြံပါစေကိုယ့်အတွက်လည်းတင့်ရုံတော့ရရင်တော်ပြီအဲ့ဒါလို့အရင်တုန်းကတော့လောဘမကြီးတဲ့ခါမှာအရင်လောက်စဉ်းစားဖို့မလိုတော့ဘူးအရင်လောက်စိတ်မပင်ပန်းတော့ဘူးဒါကြောင့်ဒကာကြီးတို့အားလုံးကိုဒီလိုဖြစ်တယ်လို့မဆိုလိုပါဘူးနော်ရိုးသားလို့ရင်စိတ်ပင်ပန်းမှုတက်တာလေစိတ်ပင်ပန်းမှုနည်းတယ်မရိုးမသားလို့ရှိရင်စိတ်ပင်ပန်းမှုဟာပိုပြီးတော့အားကြီးတယ်အဲ့ဒီလူဒကာကြီးကနော်မနေ့ပိုင်းမှာခဏလောက်လုပ်ငန်းကိစ္စတွေပြောဆိုပြီးသွားပြီဆိုရင်သူကိစ္စပြီးပြီအဲ့ဒီနေ့ကိုတခြားတနေရာကိုသူသွားပြီးတော့တငယ်ချင်းမိတ်ဆွေတွေနဲ့တရားအကြောင်းပဲဆွေးနွေးတယ်တခါတလေအလုတ်ကင်လုတ်ပေါ်ကံမဲ့တွေကသူ့နဲ့တူလိုက်ချင်တဲ့ကသူကဘယ်လိုပြောလဲဆိုတော့ကျွန်တော်တို့ကအလုတ်ကိစ္စပြောမှမဟုတ်တော့ဘူးတခြားစိတ်ချမ်းသာမှုစိတ်ကြည်လင်မှုဘဝနဲ့ပတ်သက်တာသူလည်းစိတ်ချမ်းသာအောင်ကိုယ်လည်းစိတ်ချမ်းသာအောင်ဘဝကိုအစဉ်ပြေအောင်အထိပ္ပယ်ရှိအောင်တန်ဖိုးရှိအောင်ဘယ်လိုနေသွားကြရင်ကောင်းမယ်ဆိုတဲ့အကြောင်းတွေပဲဆွေးနွေးကြပါရုပ်စွာဆုံးပြောရမယ်ဆိုရင်အလုတ်ကင်လုံးရင်းနဲ့ဘယ်ကိစ္စတုန်းကဘယ်လိုဖြစ်ခဲ့တာအဲ့ဒီဖြစ်ခဲ့တုန်းကကိုယ်စိတ်ထဲမှာဘယ်လိုခံစားရလဲဒီကိုယ်စိတ်ထဲမှာခံစားရတာကိုကိုယ့်ကိုပြန်ကြည့်ပြီးတော့ကိုယ်သဘောထားဘယ်နေရာလွဲနေကိုမှားသွားတာဘယ်နေရာမှာမှားသွားတယ်ကိုပြောမှုဆိုပုံမှာဘယ်နေရာလိုသွားတယ်အဲ့ဒါလေးကိုကြည့်ပြီးတော့ကိုပြုပြင်လိုက်ရတဲ့ခါမှာဘယ်လိုကိစ္စတွေအဆင်ပြေသွားတယ်ဆိုတာကိုပဲသူကဆွေးနွေးကြတာနော်စကားလုံးကြီးကျယ်နဲ့ဘာသာရေးဆန်စကားလုံးတရားစကားလုံးကြီးကျယ်တော့မပါဘူးနော်နေ့စဉ်ကိုလောက်ကင်နေတဲ့ကိစ္စတွေမှာကိုယ်သဘောထားလွဲတာမှားတာကိုကိုပြန်ရှာတာကိုပြောပုံဆိုပုံလွဲသွားတာမှားသွားတာကိုကိုပြန်ရှာအဲ့ဒါကိုရှာပြီးတော့သဘောထားကိုမှန်သွားအောင်ပြင်လိုက်တယ်ပြောပုံဆိုပုံကလည်းပဲနောက်ခါမှဒီလိုတစ်ဖက်သားမခံနိုင်တဲ့စကားမျိုးတစ်ဖက်သားစိတ်ထိခိုက်မဲ့စကားမျိုးတစ်ဖက်သားကိုလေးစားမှုမပါတဲ့နှိမ့်တဲ့စကားမျိုးမသုံးမိအောင်သတိထားမယ်ဆိုတော့ပြုပြင်သွားတဲ့ခါမှာအားလုံးနဲ့ဆက်ဆံရေးပို့ပြီးတော့အစဉ်ပြေလာပုံလေးတွေကိုဒါတွေသူတို့ဆွေးနွေးကြတာစိတ်နဲ့သဘောထားကိုသိနေတာလည်းပဲစိတ်တ ानु ပဒနာတိပဋ္ဌာန်ဖြစ်နေတာနော်ပြောပုံဆိုပုံကိုသိနေတာလည်းပဲသတိပဋ္ဌာန်ဖြစ်နေတာလည်းနော်အဲ့တော့ဘဝထဲမှာနေရင်ထိုင်ရင်တွားရင်လာရင်အယောင်းဝယ်ကိစ္စတွေပြောရင်ဆိုရင်တောင်မှကိုယ်စိတ်ထဲဖြစ်နေပုံတွေကိုပြောပုံဆိုပုံတွေကိုသတိနဲ့ကြည့်ပြီးတော့သိပြီးတော့အမှားနဲ့အောင်အကုသိုလ်မဖြစ်အောင်သူတို့စူးစမ်းပြီးနေကြတာနော်အဲ့လိုအမှားနဲ့လေအကုသိုလ်နဲ့လေစိတ်ကြည်နေမှုချမ်းသာမှုရတယ်လေအဲ့လိုဖြစ်တာအဲ့တော့အဲ့ဒီတခါကြီးရဲ့မိတ်ဆွေတခြားဒီလိုပဲလုပ်ငန်းကြီးလုပ်နေတဲ့လူတစ်ယောက်ရှိတယ်သူကအသက်လည်းကြီးတယ်လုပ်ငန်းကိစ္စမှာလည်းပဲဝါရင်တဲ့လူကြီးဖြစ်နေတယ်ဆရာတဆူဖြစ်နေတဲ့သူပဲအဲ့ဒီဆရာကြီးကလည်းပဲတွေ့ခဲ့သေးတယ်တွေ့ကြတော့အဲ့ဒီဆရာကြီးကဘယ်လိုပြောလဲဆိုတော့ခုနတခါကြီးကိုသူကတပည့်တော်တို့ထက်အသက်ငယ်ပေမဲ့တပည့်တော်တို့ကသူ့ကိုလေးစားပါတယ်နော်အသက်ကြီးတဲ့လူဝါရင်တဲ့လူကနော်အသက်ငယ်တဲ့သူလူတဲ့သူကိုလေးစားပါတယ်ဆိုတဲ့စကားကိုအများပြိဿကြားထဲမှာထုတ်ပြောတာနော်
အဲ့တော့ငယ်တဲ့သူကိုလေးစားပါတယ်ဆိုတဲ့စကားကိုပြောနိုင်ဖို့ဆိုတာတိတ်တော့မလွယ်လှဘူးလူကြီးဆိုတာဘာဖြစ်ဖြစ်ကိုယ့်ကိုသူများလေးစားတာပဲခံကြည့်ကိုကငယ်တဲ့သူကိုပြန်လေးစားရမှာတော့အင်မတန်ဝန်လေးတယ်ငယ်တဲ့သူကိုပြန်လေးစားလိုက်ခြင်းအပြင်ကြီးတဲ့သူမှာဘာဂုဏ်သိက္ခာထိခိုက်သွားတယ်ထိခိုက်မှကြောက်တယ်လားဒီဘုန်းကြီးကတော့အများအားပြောလို့ရှိပါတယ်အားလုံးကိုလေးစားဖို့မိဘကတော့သားသမီးကိုလေးစားဖို့ဆရာကတပည့်ကိုလေးစားဖို့တပည့်ကလည်းဆရာကိုလေးစားဖို့ယူတည်ဖို့တော့လိုတာတော့ဘယ်နော်ဒါကတော့အထူးပြောနေဖို့မလိုလူတိုင်းသိအဲ့ဒါလိုပဲကြီးတဲ့သူကလည်းပဲငယ်တဲ့သူကိုလေးစားဖို့လိုပါတယ်အထင်မသေးသင့်ဘူးသူ့ကိုအထက်စီးကနေတင်စည်းပြီးတော့မောက်မောက်မမပြောမဆိုသင့်ဘူးနော်အဲ့တော့အဲ့ဒီဒကာကြီးကိုလည်းအံ့ဩသွားတာဩဒကာကြီးကအခုတည်းငယ်တဲ့သူကိုတော့မှလေးစားနိုင်တယ်ဆိုတော့လို့အဲ့ဒီဒကာကြီးကအဲ့လိုလေးစားနိုင်တဲ့စိတ်ထားကိုပဲဒီဘုန်းကြီးကလေးစားပါနော်အင်မတန်စိတ်ကြီးသဘောထားကြီးတယ်ပါလားနော်ဒါလေးကိုလည်းအမှတ်တမဲ့မထားသင့်ဘူးနော်လူချင်းမလေးစားရင်လောကကြီးပျက်စီးသွားလိမ့်မယ်လူငယ်တွေကိုမလေးစားဘူးလူငယ်တွေကိုအထင်သေးမယ်လူငယ်တွေကိုနေရာမပေးဘူးအတိမမပြုဘူးဆိုရင်လူငယ်တွေစိတ်မှာနာကြီးမှုတွေရှိလာပြီးတော့လူကြီးတွေမကျင်တတ်တာကိုမှကြံကြံဖန်ဖန်လှုပ်ချင်လို့အဲ့လိုလှုပ်ချင်အပြင်သူ့ဘဝကိုလည်းသူဖျက်ဆီးလိုက်အဲ့တော့လောကကြီးကိုတိုးတက်စေခြင်းနဲ့ကောင်းစေခြင်းနဲ့ဆိုရင်ကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေတဦးကိုသူလေးစားပါလေးစားမှုကိုခံရတဲ့လူကစိတ်ထဲမှာဘယ်နဲ့နေမလဲအင်မတန်ကျင်တတ်တယ်ပေါ့အဲ့တော့အခုနကြီးတဲ့ဆရာကြီးကသူ့တပည့်ကိုလေးစားတယ်ဆိုတော့တပည့်စိတ်ထဲမှာဘယ်နဲ့နေငါဆရာငါ့ကိုလေးစားတာနော်သူ့စိတ်ထားအင်မတန်ကြီးကျယ်တယ်ဆရာကိုသူထင်သေးသွားမှာလားမသေးဘူးနော်ဆရာကိုပိုးတောင်မှလေးစားတယ်ငါ့ကိုလေးစားတယ်ဆိုတဲ့ဆရာရဲ့လေးစားမှုကငါဟာရထိုက်တဲ့လူမျိုးလို့ရပြီနော်ငါဆရာရဲ့လေးစားမှုကငါရနေတာလေးပြတ်မသွားအောင်ငါဘယ်နဲ့လဲပို့ပြီးတော့ကြိုးစားရလိမ့်မယ်ငါဆရာကလည်းငါပို့ပြီးတော့လေးစားမှုရှိရလိမ့်မယ်ငါကိုယ်ငါလည်းပဲပို့ပြီးတော့လေးစားမှုရှိရလိမ့်မယ်ငါအရင်ကထက်ပို့ပြီးတော့ရိုးသားတဲ့မျှတတဲ့စိတ်နေသဘောထားပြောပုံဆိုပုံလည်းပဲပို့ပြီးတော့တင်မွေးတဲ့နူးညံ့တဲ့ပြောပုံဆိုပုံမျိုးဖြစ်အောင်ငါကြိုးစားရအောင်မယ်နော်အဲ့လိုဖြစ်လာတော့နှစ်ဖက်စလုံးမှာတိုးတက်မှုရှိလာပြီနော်အဲ့တော့အဲ့ဒီဆရာကြီးကိုဒီဘုန်းကြီးကမေးလိုက်သေးတယ်ဒကာကြီးကကိုယ့်တပည့်ကိုဘာဖြစ်လို့လေးစားတာဒါမေးတဲ့နဲ့နော်ကြီးတဲ့သူဆရာကြီးကတပည့်ကိုလေးစားတယ်ဆိုတာဒါဖြစ်ခဲတဲ့ကိစ္စဖြစ်ခဲတဲ့ကိစ္စကြီးတခုဖြစ်နေတာဆိုတော့ဒါတိတိကျကျမေးမှကောင်းတယ်စုံစမ်းမှကောင်းတယ်တိတိကျကျမေးကြည့်တော့ဘာပြောလဲဆိုတော့သူကတဲ့စကားကိုလှက်ပတ်ပေါ်မပြောဘူးစကားအပူတွေမပြောဘူးရိုးရိုးသားသားဖြစ်မတည့်တယ်ပဲပြောတယ်မြတ်မြတ်တတာပဲပြောတယ်တည့်တယ်ပဲပြောလို့နာအောင်ပြောတာမဟုတ်ဘူးနော်ခံတာအောင်ပဲအများအားပြောလို့ရှိတယ်အဲ့တော့အဲ့ဒါလို့ तू ကရိုးရိုးသားသားဖြစ်မစကားအပူတွေနဲ့လှက်ပတ်ပေါ်မပြောတဲ့အတွက်ကြောင့်ပဲသူ့ကိုလေးစားပါလို့အဲ့တော့အရင်ကနဲ့မတူတော့ဘူးနော်အဲ့ဒီစကားလည်း तू ကထည့်ပြောတာဘူးအဲ့တော့အရင်ကနဲ့မတူတော့ဘူးဆိုတော့ तू ပြောင်းလဲလာတာဘယ်လောက်ကြာပါလဲဒီကိစ္စသတိထားမိတာဘယ်လောက်ကြာပါလဲလို့မေးကြည့်တော့3နှစ်လောက်တော့ရှိပြီအဲ့ဒီ3နှစ်လောက်ကစပြီး तू ကတရားထုတ်လာပို့ပြီးတော့ तू ကစိတ်ကတည်ငြိမ်မှုအေးချမ်းမှုရှိလာတယ်ရိုးသားမှုဖြောင့်မတ်မှုရှိလာတယ်တည်ကြည်မှုအေးချမ်းမှုတွေသူ့မှာရှိလာတယ်အဲ့တော့ပတ်ဝန်းကျင်ကသူ့ကိုလေးစားလာအဲ့ဒီလူကိုယ်တိုင်လည်းပြောတယ်တပည့်တော်ဟာတဲ့အခုပတ်ဝန်းကျင်ရဲ့လေးစားမှုရတဲ့သူကြောင့်ကိုယ့်ကိုယ်ကိုကျင်တတ်ပါသူနဲ့လှုပ်ပေါ်ကံမဲ့တရားသူ့ကြောင့်ဘယ်တော့မှထိခိုက်မှုနစ်နာမှုမရှိရဘူးဆုံးရှုံးမှုဆိုတာဘယ်တော့မှမရှိရဘူးသူအဲ့ဒါကိုအမြဲတမ်းသတိထားတယ်သူ့စိတ်ထဲမှာလည်းပဲကိုယ့်အတွက်အကျိုးရှိပြီးတော့သူများထိခိုက်သွားမယ့်ကိစ္စမျိုးကိုလှုပ်ချင်စိတ်မရှိတော့ဘူးမလှုပ်ချင်တော့ဘူးအဲ့ဒါမျိုးလှုပ်မိလို့ရှိရင်စိတ်ထဲမှာတအုံနွေးနွေးနဲ့ခုနဟိုတခါကြီးပြောလို့ကိုယ့်ကုစ္စာဖြစ်ရတယ်နော်ငါဒီလိုမတရားလုပ်တာသူတော့သိတယ်ငါတော့တော်တော်မြတ်သွားပြီသူတော့တော်တော်ထိခိုက်သွားပြီမျက်နှာသွားငါပေါ်မှာသူချိန်ကြရင်တစ်လှည့်လုံနိုင်တဲ့ခါမှာပြန်လုံအောင်မှာအမွှကျင်မှာငါမကောင်းကြောင်းနေပြောတော့မှာအဲ့ဒါလို့တအုံနွေးနွေးနဲ့တွေးရတာအင်မတန်စိတ်ပင်ပန်းပါလေနော်အခုတော့ရိုးရိုးသားသားဖြောင့်ဖြောင့်မသူ့ကိုကိုယ့်ကိုထည့်တွေးပြီးတော့လှုပ်တဲ့အတွက်ကြောင့်သူ့မှာအဲ့လိုတွေးစရာပူစရာမရှိဘူးအမှန်စိတ်အေးချမ်းတယ်နောက်အဲ့ဒီဒကာကြီးတွေကဘယ်လိုပြောလဲဆိုတော့တတိနဲ့နေထိုင်သွားလာပြောဆိုလုပ်ကိုင်တဲ့ခါမှာတဲ့တတိရှိနေတဲ့အချိန်မှာဖြစ်ပေါ်နေတဲ့စိတ်နဲ့တတိမရှိတဲ့ခါမှာဖြစ်ပေါ်နေတဲ့စိတ်တွေမတူဘူးတတိမရှိတဲ့ခါမှာစိုးရိမ်မှုကြောက်ကြမှုတွေများပြီးတော့ကိုယ်အမူအရာတွေကစတည်ကြည်မှုခန့်ညာမှုမရှိတော့အထူးသဖြင့်ကိုယ့်ထက်ကြီးတဲ့လူတွေနဲ့ယာရုကြီးတဲ့လူပစ္စည်းဥစ္စာပို့ပြီးတော့ချမ်းသာတဲ့လူကြီးတွေနဲ့တွေ့ရတဲ့ခါမှာ
သူတို့ရှိမှကိုကတိမ်ငယ်တယ်လို့ပဲဖြစ်နေတယ်အားငယ်နေကြောက်နေဒါဖြစ်ရဖြစ်စေနော်လူတိုင်းမှာတိမ်ငယ်စိတ်အားငယ်စိတ်ကြောက်စိတ်ဆိုတာအနည်းနဲ့အများရှိပါတယ်ဘလောက်ယာရုကြီးဘလောက်ပတ်စံချမ်းသာသူဟန်နဲ့မန်နဲ့တာတင်းနေတာနည်းနည်းတော့ကြောက်တယ်တတိရှိနေချိန်မှာအဲ့လိုတိမ်ငယ်စိတ်အားငယ်စိတ်ကြောက်စိတ်ကမရှိဘူးသူတစ်ပါးရဲ့အရှိန်အဝါကကိုယ့်ကိုမလွှမ်းမိုးဘူးတော့ကိုယ်မှာတည်ကြည်မှုခံညာမှုအေးချမ်းမှုဟာရှိနေတယ်သူတို့သုံးတဲ့အင်္ဂလိပ်စကားလုံးမှာထည့်ပြောရမယ်ဆိုတော့သူ့မှာ dignity ရှိနေတယ်တဲ့သူတစ်ပါးရဲ့အရှိန်အဝါကိုယ့်ကို overwhelm လုပ်သွားလို့မရဘူးလွှမ်းမိုးသွားလို့မရဘူးအဲ့တော့သူ့ကိုကမလေးမစားမမဆက်ဆံတာတော့မဟုတ်ဘူးနော်နူးနူးညံ့ညံ့လေးလေးလေးစားစားလေးဆက်ဆံတာသို့တော့ကိုယ်စိတ်ထဲမှာတည်တည်ငြိမ်ငြိမ်အေးချမ်းချမ်းခန့်ခန့်ညံ့ညံ့လေးလို့ကြောက်စိတ်မရှိဘူးတတိရှိနေလို့ရှိရင်ကြောက်စိတ်သိမရှိဘူးအဲ့ဒါအမှန်တန်ရေးကြည့်တာနော်အဲ့တော့ကိုကကြောက်စိတ်မရှိပဲနဲ့လေးလေးစားစားပြန်ပြောလို့ရှိရင်တစ်ဖက်သားလည်းကိုပို့ပြီးတော့လေးစားတယ်ကိုအမူအရာကြောက်နေလို့ရှိရင်ကြောက်လေ6လေဆိုတဲ့သဘောပဲနော်ဒါလူ့သဘောပါကြောက်တတ်တဲ့လူကိုပို့ပြီးတော့6တတ်တယ်ကိုကမကြောက်လို့ရှိရင်သူကလည်းကိုမ6တော့ဘူးအဲ့တော့ဆက်ဆံရေးကပို့ပြီးတော့ဓာတ်လူကြီးသူဖြစ်လာနော်သူကလည်းကိုကိုလေးစားတယ်ကိုကလည်းသူ့ကိုလေးစားတယ်အဲ့ဒါလို့ကိုဘဝထဲမှာနင်းထိုင်သွားရင်လာရင်ရဒံတလောက်တဏှာကြီးမှာ9မိနစ်ပဲရတဏှာကြီးပြည့်တိုင်း9မိနစ်လောက်ရမယ်ဆိုရင်အင်မတန်ကျုံရမှာနော်အဲ့တော့တဏှာကြီးပြည့်တိုင်းကိုသတိထားလိုက်ပါအလုပ်ဘလောက်များခဏတော့နေအောင်နေလို့တယ်ငါ9မိနစ်လောက်ကလေးငါခေါင်းထဲမှာတင်းနေတာငါနဖူးတွေတင်းနေတာငါဇက်ကြောတွေတက်လာနေတာအလုပ်ကဇောကလေဇက်ကြောတောင်းနေတာတူယောဂရှိလို့ဆိုပိုသိတယ်နှလုံးယောဂရှိလို့ဆိုရင်အလုပ်ဇောကလေနှလုံးခုန်တာတွေကမမှန်လေပဲအသက်ရှူမမှန်လေပဲအမောဖြစ်တာအမောဖောက်လာလေကြက်လာအဲ့ဒကာကြီးတယောက်ဆိုအဲ့လိုကိုပြောတယ်ဒီတော့ကနှလုံးမှာ infarct ဖြစ်ဘူးတယ်တရားမထုတ်လို့ရှိရင်ယောဂအချင်းတွေကပိုဆိုးလာတော့ဆေးတွေအများကြီးတောက်ရတယ်နေ့စဉ်အချိန်ရရင်ရတဲ့လောက်တတိကပ်ပြီးနေလို့ရှိရင်တော့တဲ့ယောဂတက်တာပြီးတော့ဆေးတောက်ရတာနည်းပါလေတော့တရားမထုတ်လို့မဖြစ်ဘူးသူကတော့နေ့လည်နေ့ခင်းမှာတရားမထိုင်ရင်တဲ့တပြီးတော့ညနေမှာအလုပ်ဆက်လုပ်လို့မရဘူးနေ့လည်နေ့ခင်းမှာခဏလေးတနားရီလောက်ဖြစ်တရားထိုင်လိုက်ရမှာညနေလုပ်ရမယ့်အလုပ်ကိုဆက်ပြီးတော့လုပ်နေတယ်အဲ့ဒါလို့အလုပ်အင်မတန်များတဲ့တာဝန်အင်မတန်ကြီးတဲ့လူတွေဟာအလုပ်များတဲ့ကြားတွေကရတဲ့လောက်အချိန်လေးကိုကုတ်ကပ်ပြီးတော့ယူပြီးတော့နော်9မိနစ်ရ10မိနစ်ရတရားထုတ်လာတဲ့အတွက်ကြောင့်သူတို့ဘဝမှာကြည်လင်းမှုအေးချမ်းမှုပိုရှိလာတယ်နော်တော့ခုနပြောသလိုပဲဒီခေတ်ဒီခါမှာဒီလိုမလုပ်လို့မဖြစ်တော့ဘူးနော်အဲ့တော့ခုနပြောသလိုပဲ so we are going to have to learn to preserve our quality of life နော် quality of life ဆိုတာအထက်မှာစိတ်ကြည်လင်မှုအေးချမ်းမှုကိုပြောတာနော်အဲ့တော့စိတ်ကြည်လင်မှုအေးချမ်းမှုကို preserve လုပ်ရမယ်နော်ထိမ့်သိမ်းရလိမ့်မယ်အပြက်ခံလို့မဖြစ်ဘူးနော်တော့မရှိသေးရင်ရှိအောင်လုပ်ရမယ်စိတ်ကြည်လင်မှုအေးချမ်းမှုရှိအောင်လုပ်ရမယ်နော်တရားနဲ့အဲ့ဒီစိတ်ကြည်လင်မှုအေးချမ်းမှုကိုရလာပြီဆိုရင်လည်းဒါလေးဟာပြက်မသွားအောင်ပို့ပြီးတော့တိုးတက်လာအောင်သူ့ကိုထိမ့်သိမ်းဆောင်ရှောက်ရလိမ့်မယ်ပြုစုပြုထောင်ရလိမ့်မယ်နော်အဲ့တော့ our quality of life in situations that are characterized by chaotic events နော်ဘယ်လိုအခြေအနေမျိုးမှာလဲအခြေအနေတွေအားလုံးအစဉ်ပြေနေလို့စိတ်အေးချမ်းအောင်နေရမှာလားဆိုတော့မဟုတ်ဘူးနော် chaotic events ဗျမ်းမတာဖြစ်ပြနေတဲ့ကိစ္စတွေကြားထဲမှာနော်အဲ့ဒီလိုအခြေအနေကြားထဲမှာပဲစိတ်ကြည်လင်မှုအေးချမ်းမှုရအောင်လုပ်ရလိမ့်မယ်လွယ်မလားဆိုတော့မလွယ်ပါဘူးနော်သို့တော့စူးစမ်းရင်မနဲ့နေမယ်ဖြစ်လာမှာဖြစ်နေတဲ့သူတွေအများကြီးရှိတယ်ဒီမြို့မှာလည်းရှိတယ်ဟိုမြို့မှာလည်းရှိတယ်ရန်ကုန်မှာလည်းရှိတယ်မန္တလေးမှာလည်းရှိတယ်ဒါဟာဒီဘုန်းကြီးစိတ်ကူးရင်ပြီးပြောနေတာမဟုတ်ဘူးတကယ်လုံနေတဲ့တရားဓမ္မတွေကသူတို့လုံနေတာကိုလာပြောပြတာတွေမှတ်သားပြီးတော့အခုဒီမှာရှိတဲ့တရားဓမ္မတွေလည်းပဲနီးယူနေအောင်အတူယူနေအောင်လုပ်ရင်ဖြစ်ပါလားဆိုတာကိုယုံကြည်ကြည်နဲ့ဖြစ်နိုင်တဲ့လောက်ကိုလုပ်အောင်အများကြီးလုပ်ဖို့မပြောဘူးနော်ဖြစ်နိုင်တဲ့လောက်ကိုလုပ်ဒီလိုလုပ်လို့ချက်ချင်းတရားထူးရသွားမယ်လို့မဆိုလိုပါဘူးလုံနေတဲ့လောက်စိတ်အေးချမ်းမှုကြည်လင်မှုရှိလာမယ်စိတ်အေးချမ်းမှုကြည်လင်မှုရှိလေလေပို့ပြီးတော့လုံနိုင်လေလေဖြစ်လာလိမ့်မယ်ဘဝအခြေအနေတွေကြောင့်စိတ်ရှုပ်ထွေးနေရင်တရားထုတ်ဖို့မလွယ်ပါဘူးတရားထိုင်တော့မှစိတ်မကြည်ပဲဘူးနော်အဲ့တော့ကိုယ့်ဘဝအခြေအနေလည်းပဲပို့ပြီးတော့အစဉ်ပြေမှုရှိလာအောင်တရားနဲ့ပဲလုပ်မှရတပည့်တော်ဗျာစိတ်ကမကြည်သေးလို့တရားမထိုင်သေးဘူးဆိုရင်အတိတ်ဘယ်ကဘလို့ပေါက်မလဲသိလားတပည့်တော်နေမကောင်းသေးလို့စိတ်မတောက်သေးဘူးလို့ပြောနေတယ်တပည့်တော်နေမကောင်းလို့ဗျာစိတ်မတောက်ချင်သေးပါဘူးနေကောင်းသွားမှပဲစိတ်တောက်မယ်လို့အဲ့လိုဆိုရင်ဒီစကားအတိတ်ပဲရှိပါရောင်းမြန်ကြီးဖြစ်နေပြီနော်နေမကောင်းလို့စိတ်တောက်ရတာပါနော်စိတ်မကြည်လို့နော်အလုပ်တွေများပြီးတော့အလုပ်တွေအစိမ်မပြေလို့စိတ်မကြည်လို့စိတ်ရှုပ်လို့စိတ်ကလေးနည်းနည်းကြည်သွားအောင်စိတ်ချမ်းသာသွားအောင်တရားထုတ်ရတာပါ
စိတ်ကြည်တဲ့အထိအောင်စောင့်နေမယ်ဆိုရင်ဘယ်တော့ဖြစ်လိမ့်တေဒီထိအောင်မဖြစ်တော့ဘူးနော်ဒီခေတ်ဒီခါကြီးဟာကိုလိုတလို့အစဉ်ပြေတာတွေအများအားဖြစ်နေမယ့်ခေတ်ခါကြီးမဟုတ်တော့ဘူးအစဉ်မပြေတာတွေဟာအနည်းနဲ့အများနေတိုင်းတွေ့နေရမှာနော်အဲ့လို chaotic events တွေဘယ်မှမတာဖြစ်နေတဲ့ကိစ္စတွေကြားထဲမှာပဲစိတ်ကြည်လင်မှုအေးချမ်းမှုရှိအောင်နီလန်းကို we have to learn မဖြစ်မနေရှားလေ့ကျင့်အောင်နော် chaotic times not only demand a greater ability to cope with stress so chaotic times နော်ဖြစ်ချင်တယ်လို့ဖြစ်နေတဲ့အချိန်အခါကြီးမှာစိတ်ပင်ပန်းနေနော်စိတ်ပင်ပန်းတာကိုပဲ stress လို့ပြောတယ်နော်အဲ့ဒီစိတ်ပင်ပန်းမှုကိုခံနိုင်ရရှိအောင်စူးစမ်းတာကို cope လို့ခေါ်တယ် COPE cope နော်အဲ့လိုပင်ပန်းမှုကိုခံနိုင်ရရှိအောင်အဲ့ဒီပို့ပြီးတော့အရေးချင်းအစွမ်းအစရှိဖို့လိုရုံတွေမကဘူးနော် they also necessitate greater flexibility အခြေအနေကိုကြည့်ပြီးတော့ပြုပြင်ပြောင်းလဲနိုင်တဲ့ flexibility ရှိဖို့လည်းပဲပိုအရေးကြီးပါတယ်နော်ပို့ပြီးတော့ပြုပြင်ပြောင်းလဲနိုင်ရမယ်ရှေးတုန်းကလူရိုးလို့စိန်တိုင်ပုံမှန်သွားလို့ရတယ်အခုအချိန်မှာအခြေအနေကိုကြည့်ပြီးတော့ပြောင်းတဲ့အခါမှာချက်ချင်းပြောင်းနိုင်ရအရင်လိုမဟုတ်ပါလားလို့ညီးညူမနေပါနဲ့အရင်လိုကတော့ဘယ်တော့မှဖြစ်မှာမဟုတ်တော့ဘူးအဲ့ဒီလိုပုံမှန်ဆိုတဲ့ခေတ်ကကုန်သွားပါပြီဘယ်သူကမှလည်းအပြည့်တင်လို့မဖြစ်ဘူးတစ်ကဘာလုံးဒီလိုဖြစ်နေနော်အဲ့တော့ကိုကဒါကိုကြိုတင်ပြီးတော့မြင်ထားပြီးတော့အပေါ်စီးကနေကြည့်ပါကြည့်ပြီးတော့အခြေအနေကတော့ပြောင်းကျင်တဲ့ချိန်ကြိုမသိပဲနဲ့ချက်ချင်းပြောင်းသွားမယ်အဲ့လိုဖြစ်လာတဲ့အခါမှာငါစိတ်ကတော့ငါရဲ့လုံနီးကင်ကြီးရအောင်နော်စိတ်နဲ့စိတ်ထားကိုလည်းပဲချက်ချင်းပြင်နိုင်ရမယ်နော်လုတ်ပုံကင်ပုံကိုလည်းပဲချက်ချင်းပြင်နိုင်ရမယ်မပြင်လို့မဖြစ်ဘူးအရင်ခေတ်ကလူတွေရဲ့ဘဝဟာဘာနဲ့တူလဲဆိုတော့မြို့ပယထာလမ်းပေါ်မှာသွားနေတဲ့ယထာနဲ့တူမြို့ပယထာလမ်းပေါ်မှာသွားနေတဲ့ယထာဟာပုံမှန်ဒီဘူရာကထွက်တယ်နောက်ဆုံးပြန်လာရင်ဒီဘူရာကြီးပဲပြန်ဆိုင်တာနော်ပုံမှန်နေအခုခေတ်လူတွေရဲ့ဘဝဟာခေတ်စကားပြောရတဲ့ကြောင့်ခင်မိတဲ့ဥမာပဲပေးလိုက်တော့မယ်နော်အခုခေတ်လူတွေရဲ့ဘဝဟာ hang glider စီးတာနဲ့တူပါတယ်နော်ကြားဘူးလားအဲ့ဒါမြင်ဘူးလားစက်မပါဘဲနဲ့တောင်ပန်ကြီးကငှက်လုံတောင်ပန်ကြီးလှုပ်ထားတဲ့အဲ့လိုတောင်ပန်ကြီးကိုစီးရတဲ့ခင်နဲ့တူတယ်စက်မပါတဲ့အတွက်ကြောင့်လူချင်းတဲ့ဘက်ကိုချက်ချင်းသွားလို့မရဘူးလေချောင်းလေးကိုကြည့်ပြီးတော့အစင်ပြေတယ်လို့ကြည့်ပြီးတော့ခုံပြီးတော့တက်သွားလိုက်လေချောင်းလေးနဲ့တက်နေလို့ရှိရင်ဝဲလို့ရတယ်တဖြည်းဖြည်းနဲ့ဝဲဝဲနဲ့အမြင့်ကိုတက်လို့ရတယ်ပြီးမှကိုလိုတဲ့ဘက်ကိုဥတီပြီးတော့ထိုးချလိုက်ရင်ရောက်သွားနိုင်အဲ့လိုခင်မျိုးဖြစ်နေပါလေချောင်းကိုအမတန်အကဲခတ်ရလိမ့်မယ်ဘဝကျင်အခြေအနေခေတ်အခါအခြေအနေကိုအမတန်အကဲခတ်ရလိမ့်မယ်အဲ့လိုအကဲခတ်ပြီးတော့အစင်ပြေလို့ကြည့်ပြီးတော့နေသွားမှဖြစ်ငါလှုပ်ချင်လို့မဖြစ်ပါလားလို့စိတ်ညစ်နေလို့မဖြစ်တော့တဲ့ခေတ်ပါအဲ့တော့ခေတ်အခါကိုလည်းနားလည်ဖို့လိုတယ်အစင်ပြေအောင်နေလို့ရှိရင်တော့နည်းနည်းအစင်ပြေမှုကပိုများလာပါလိမ့်မယ် digging ourselves in is no help digging in ဆိုတာကတို့ကျင်းတူးပြီးတော့အခိုင်အမာခြေကုပ်ယူထားတာရှေ့ခေတ်တုန်းကအလောက်ကန်လေးတစ်ခုကိုတေချာလေးဖန်တီးပြီးတော့အခိုင်အမာနေလို့ရတယ်ဒီအလုပ်လေးနဲ့ဒီတစ်သက်ပဲဒီအိမ်မှာဒီတစ်သက်ပဲတစ်သက်တင်မကောက်သားစင်မိစက်တောင်းနေလို့ရတယ်အခုခေတ်ကဒီလုပ်ငန်းနဲ့ဒီတစ်သက်ဆိုတာမျိုးဖြစ်ဖို့ခရင်တယ် digging in ဆိုတာမဖြစ်တော့ဘူးအချိန်မီပြောင်းရနေရာရွှေ့ရအလောက်ကန်လည်းပြောင်းတင်ပြောင်းရနော်အခုဒါဘဝထဲမှာဖြစ်နေတာကိုပြောတာနော်ဒီဘုန်းကြီးနဲ့ကြောင်းနေပဲတကယ်ကြီးတော်တော်များဆိုအလုတ်ကန်ကြီးတော်တော်ပြောင်းကုန်မပြောင်းလို့မဖြစ်တော့ဘူးစာဝန်နေနဲ့ကုန်စည်နှုန်းနေနဲ့အမိလိုက်နေရတာ The ability to change and respond is crucial ပြောင်းလဲနိုင်တဲ့အရေးချင်းအခြေအနေနဲ့ကိုက်ညီအောင်ပြုပြင်နိုင်တဲ့အရေးချင်းဟာအင်မတန်အရေးကြီးတယ်along with imagination and far-sightedness as prerequisites for taking preventive actions ရှေ့မှာဘာဖြစ်လာမလဲဆိုတာကြိုပြီးတော့မှန်းပြီးတော့အခက်အခဲတွေရှိလာရင်ဘယ်လိုလုပ်မလဲဆိုတာကြိုတင်ပြီးတော့နည်းလမ်းရှာရမယ်ရနိုင်တယ်လို့ပေါ့နော်မှားနိုင်တယ်လို့မှန်းမှရှာရမယ်စိတ်ကူးကောင်းဖို့လိုတယ်မျှော်မြင်ရှိဖို့အများကြီးလိုတယ် We are going to have to learn to sit at a table of life that has uneven legs table ဆိုတာစပွဲကိုပြောတာနော် leg ဆိုတာက
ဘွဲရဲ့ခြေထောက်ကိုပြောတာနော် uneven ဆိုတာအတူအရှိမညီတာကိုပြောတာဘွဲခြေထောက်၄ချောင်းကတစ်ချောင်းမှအတူအရှိမညီလို့ရှိရင်မနဲ့စပွဲကြီးကစောင်းပြီးတော့ထိလိုက်တာနဲ့လှုပ်မှာနော်အခုလူတွေရဲ့ဘွားအဲ့ဒီစပွဲကြီးနဲ့တူခြေထောက်တွေတစ်ချောင်းမှမညီဘူးနော်အဲ့ဒီစပွဲပေါ်မှာစားစရာတွေတင်ထားတယ်ထိုင်စားတော့မှာနော်ဘယ်လိုလုပ်အမှန်တန်သတိထားမှရသတိမထားလို့ရှိရင်ထိလိုက်ရင်လှုပ်သွားမယ်ဆောင်းသွားလိမ့်မယ်နော်So those who are able to enjoy the food of life undaunted will possess the genetic, philosophical and strategic foundation for these times. ဒီခေတ်ဒီခါမှာအဲ့ဒီဘဝဆိုတဲ့ထမင်းကိုမလွဲမသွေစားမဲ့လူတွေဟာပင်ကိုညံလည်းရှိရမယ်အတွေးခေါ်လည်းရှိရမယ်လုံနီးလုံဟန်ကိုလည်းပဲတိတိကျကျခိုင်ခိုင်မာမာလေ့လာထားရမယ်ဒါကြောင့်အခုခေတ်အထူးဖြင့်လူငယ်တွေပြောချင်တာပေါ်နေလို့မရတော့ဘူးနော်အစွမ်းစားတွေအများကြီးထောက်လိမ့်မယ်အကြံဉာဏ်တွေအများကြီးထောက်လိမ့်မယ်အလုပ်တွေကိုအမျိုးမျိုးလုပ်ရလိမ့်မယ်လုပ်ကြည့်ရမယ်အမျိုးမျိုးစားမလုပ်ကြည့်ပြီးမှကိုယ်နဲ့အစဉ်ပြေတာလေးတွေ့ရင်တွေ့ပြီအဲ့ဒီအစဉ်ပြေတာလေးနဲ့တွေ့ရင်တော့မှဒါလေးနဲ့ငါတစ်သက်လုံးနေရတော့မယ်လို့တော့မမျှော်လင့်နဲ့ပြောင်းသိရင်ပြောင်းရအောင်ပါဆိုတော့အခုခေတ်ကနေရာတနေရာရလို့ဒီကလထိုင်မှာမြဲအောင်ထိုင်မယ်ဆိုလို့မရတော့တဲ့ခေတ်ဖြစ်သွားThey will know that they can expect no ordered conditions. Ordered conditions ဆိုတာကစီကံချက်ကြလေးဖြစ်နေတာနော်ပုံမှန်လေးဖြစ်နေစီကံကြလေးပုံမှန်ကြလေးဖြစ်နေတဲ့အခြေအနေမျိုးဟာညှော်လင့်လို့မရတော့ဘူး They can expect no ordered condition စီကံကြပုံမှန်ကြဖြစ်နေတဲ့အခြေအနေမျိုးကိုညှော်လင့်လို့မရတော့ဘူးဆိုတာ they will know သူတို့သိလိုက်တယ်သိအောင်ပြောတော့မှာနော်ဒါကြောင့်ဒီခါကြီးတို့အလုပ်တွေအင်တာများတယ်အခြေအနေတွေလည်းပဲအပြောင်းလဲတွေအင်တာများတယ်ဘာဖြစ်မယ်ဆိုတော့လည်းပဲမပြောတတ်တော့ဘူးအဲ့တော့စိတ်တွေပင်ပန်းတယ်စိတ်ဆင်းရဲတယ်အဲ့လိုစိတ်ပင်ပန်းဆင်းရဲစရာတွေကြုံတွေ့နေရတဲ့ခါမှာဒီလိုကြုံတဲ့နေရာမှာကြုံတယ်လို့တတိလေးနဲ့ကပ်ပြီးနေတဲ့လူချင်းကိုမလုပ်ရင်မဖြစ်တော့ဘူးဒီလိုလုပ်ပြီးတော့နည်းနည်းလေးဖြစ်ဖြစ်စိတ်အေးချမ်းမှုကြည်လင်မှုရအောင်နေသွားမှသာကိုချမ်းသာစိတ်ချမ်းသာနဲ့ကိုယ့်ဘဝကိုအသေးသေးရှိရှိရေရှည်နေသွားလို့ရမယ်ဒီလိုလုပ်ရင်လည်းပဲတတိနဲ့ညံကြည့်လာလို့ရှိရင်ငါ့ဘဝမှာဘာအရေးကြီးလဲဆိုတာကိုပို့ပြီးမြင်လာပါလိမ့်မယ်အခုစိတ်အင်တန်ရှုပ်နေတဲ့ဒကာကြီးတွေဟာဘာဖြစ်လို့စိတ်တလောက်ရှုပ်တယ်လဲသိလားအရေးကြီးတာကိုအရေးကြီးတာမှလည်းမသိဘူးအရေးမကြီးတာကိုအရေးမကြီးတာမှလည်းမသိဘူးမသိဘဲနဲ့အရေးကြီးတာတွေကိုအရေးမကြီးတာတွေကိုရောလိုက်ပြီးတော့အားလုံးကိုပဲအရေးကြီးတယ်ထင်နေကြလို့ဒီလောက်စိတ်ရှုပ်ပြီးဒီလောက်စိတ်ပင်ပန်းနေတာအဲ့တော့ကိစ္စတွေကိုတေချာညံလေးနဲ့နည်းနည်းသုံးသပ်ကြည့်ပြီးတော့အရေးကြီးတဲ့ကိစ္စကိုအရေးကြီးတာမှသိသွားလိမ့်မယ်အရေးမကြီးတာကိုအရေးမကြီးတာမှသိသွားလိမ့်မယ်နော်အဲ့တော့အရေးမကြီးတဲ့ကိစ္စလောက်အသေးမွားလေးနဲ့ကိုယ်စိတ်ကိုခဏခဏစိတ်ဆင်းရဲမခံတော့အဲ့တော့ခုနဟိုတကာကြီးကိုပြောချင်တာနော်ဦးဝင်းမြင့်နော်ကိုယ်စိတ်ထဲမှာတောကများနေစာရွက်တရွက်ကလေးယူပြီးတော့ငါဘယ်ကိစ္စနဲ့တောကများနေဆိုတော့နံပါတ်1 2 3 4 5 6 9 10 9 10ထိုးပြီးတော့ရေးချကြည့်စမ်းပါရေးချပြီးတော့ပြန်စဉ်းစားကြည့်ပါဒီကိစ္စအတွက်နဲ့ငါဘယ်လောက်ကြာပဲလဲစိတ်ဆင်းရဲနေဘယ်လောက်ပူနေတာဘယ်လောက်ကြာပဲဒီကိစ္စကိုအဆင်ပြေအောင်ငါဘယ်လိုနည်းနဲ့လုပ်ရင်ရဘယ်သူနဲ့တိုင်ပင်ရဘယ်လိုပြောလိုက်ရင်အဆင်ပြေသွားမလဲနီးလန်းရှာလိုက်ထပ်ခါတလဲမပြီးနိုင်အောင်တွေးနေတာကပို့ပြီးတော့အင်အားကိုကုန်ခန်းသွားစေမတွေးလို့မဖြစ်ဘူးတွေးတယ်တွေးတဲ့ခါမှာရေးချလိုက်တော့အရေးမကြီးရင်လည်းပဲအရေးမကြီးဘူးဆိုတော့ကွက်လက်ကိုနော်အခန်းကဏ္ဍနှစ်ခုထားပါနော်အရေးကြီးတဲ့ကိစ္စနဲ့အရေးမကြီးတဲ့ကိစ္စထားပြီးတော့အရေးမကြီးတဲ့ကိစ္စကိုအရေးမကြီးတဲ့ဘက်ကိုပြောင်းပေးလိုက်ပါအရေးကြီးတဲ့ကိစ္စကိုအရေးကြီးတာမှန်သိပြီးတော့ဦးစားပေးပြီးတော့သူ့ကိုတေချာလုပ်လိုက်ပါဆိုတော့ဒီလိုအရေးမကြီးတာနဲ့အရေးကြီးတာကိုခွဲနိုင်ရင်ကိုပဲနည်းနည်းစိတ်သက်သာရသွားပါလိမ့်မယ်နော်ဆိုတော့တချို့ကိစ္စတွေကကိုကထိုင်တွေးနေတာနဲ့ပဲကိုပင်ပန်းနေတာထားလုပ်လိုက်ရင်လည်းပဲပြီးသွားတာပါဆိုတော့လှုပ်လို့ဖြစ်တဲ့ကိစ္စကိုချက်ချင်းထားလုပ်လိုက်ပါပြီးသွားရင်သူ့ကိုခေါင်းထဲမှာထားစရာမလိုတော့ဒါပြီးသွားပြီရှင်းသွားပြီခေါင်းထဲထုတ်လိုက်တော့နော်ဆိုတော့ပြဿနာဟာနေ့တိုင်းတွေ့ရမှာပါပြဿနာကိုဖြေရှင်းနေရတာဟာဘဝမှာပုံမှန်လုပ်နေရတဲ့အလုပ်ပဲနော်ဆိုတော့ပြဿနာဖြေရှင်းရတာငါလုပ်ပဲပြဿနာကိုကြောက်ပြီးတော့တွေးပြီးတော့စိတ်ညစ်နေဖို့မဟုတ်ဘူးကို့မှာအရေးချင်းရှိတဲ့လောက်လုံနိုင်တဲ့လောက်လုပ်ပါနော်ကိုမျောလင်းတဲ့လောက်တော့ရရင်လုံးပြည့်တော့ဖြစ်မှာမဟုတ်ဘူးနင်းတဲ့လောက်ပဲတာဝန်ယူပြီးလုပ်ပါ
ပြီးရင်တစ်ခါတည်းမိမိပြော့ပြော့နေနေအောင်လဲကြိုးစားပါနော်အချိန်မြင့်ကြီးပြဿနာတွေကောင်းတဲ့မှာတင်မထားပါနဲ့ညနေဘက်ကျရင်စိတ်အေးအေးလေးနဲ့မိသားစုနဲ့ပြောစရာရှိတာပြောပြီးရင်တရားကိုထိုင်ပြအောင်တယ်အလုပ်ဘလောက်များများအချိန်ကိုယူလိုက်ပါသတင်းစာတစ်စောင်ဖတ်တယ်ဆိုရင်နိုင်ရောလောက်အချိန်ကုန်သွားတယ်မဂ္ဂဇင်းတစ်စောင်ဖတ်တယ်ဆိုရင်တစ်နိုင်နှစ်နိုင်လောက်ကုန်သွားမှာနော်တယ်လီဗီရှင်းတစ်ခါထိုင်ကြည့်ရင်ဘယ်လောက်ကုန်လဲအများကြီးကုန်တယ်နော်ဒါတွေအတွက်တော့မှအချိန်ပေးနေသေးတာပဲတရားအတွက်လည်းပဲရအောင်ချိန်ယူပါကြာလို့ရှိရင်တရားကပဲဆွဲခေါ်သွားပါလိမ့်မယ်နော်တရားအထုတ်နေတဲ့သူဖို့ကိုတရားအထုတ်ဖို့အချိန်ရအောင်တရားကပဲအချိန်ရှာပေးပါလိမ့်မယ်ခဏနားအောင်နော်